ကျုပ်ရဲ့ဆရာစီလင်း Frostwolf ဟာတစ်ချိန်ကအာဇူရာတစ်ခွက်ကိုင်းရဲ့အေးဆက်ဆုံးနဲ့ဘယ်သူမှမထီးဝန်းနဲ့မတည်မျိုးအလှပကေးတစ်ယောက်ဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့တီးတန့်ကျင့်ကြံခြင်းတစ်ချိန်ဝင်ပြီးနောက်မှာတော့လက်ဝါးစာရွယ်ချီပီပုံစံရုပ်တုလေးဖြစ်ပြောင်းလဲသွားခဲ့တယ်မင်းတို့ရာဇဝတ်သားတပည့်တွေငါမူလပုံစံပြန်ရောက်တာနဲ့မင်းတို့မလွယ်ဘူးမှတ်ကျုပ်ဆရာဟာဝိညာဉ်ကူပြောင်းခြင်းအဆင့်လွန်ကိုတက်လန့်ဖို့3 လပြည့်အောင်အားထုတ်နေခဲ့တာပါသူ့ရဲ့စွမ်းအင်တွေတစ်ခုခုမှားယွင်းနေတဲ့ဆရာဘယ်မှာလဲဒီမှာဘာမှမရှိပါလားဆရာဘယ်ရောက်သွားတာလဲဂီတဆရာကိုကျုပ်ဒီလိုပုံစံမျိုးမြင်နေရတာလားငါကြင်ကြံခဲ့တာနှစ်300ရှိပြီတလောကလုံးမှာပြန်ပဲမရှိခဲ့တယ်လို့တခါမှလည်းမရှုံးနှင်းခဲ့ဘူးခုတော့ကြင်ကြံခြင်းအစအနမှမရှိတော့ပဲ3 လက်မအရွယ်ရုပ်တုလေးဖြစ်သွားရတာလားဟာရေတန်းဟာသူငိုနေတာပဲမငိုပါနဲ့နော်နှစ်300စာကြင်ကြံခဲ့တာတွေအဖက်မတင်ပဲတဲတဲရေတုံဖြစ်သွားရတာလားဆရာရဲ့ကျေးဇူးပြုပြီးမငိုပါနဲ့ကျုပ်တမင်ရေခဲ့တာမဟုတ်ပါဘူးကျင်ရဲပါတယ်ကျုပ်ကိုထိုးပါပြစ်ဒဏ်ပေးပါရပါတယ်ဆရာကိုဒီလိုပုံစံနဲ့မြင်ရတာကျုပ်ရင်နဲ့မကောင်းလို့ပါမင်းအရင်ဆိုင်ကတော့သွားပါပြီကျုပ်ရင်နဲ့ဆန်းဆန်းပြပြခံစားနေရတယ်ကျုပ်ဆရာကတကယ်တော့ဒီလောက်တောင်ချစ်ဆရာကောင်းနေပါလားဒါဆိုဆရာပြောချင်တာကနီးစနစ်တစ်ခုခုမှားယွင်းသွားလို့အခုလိုတင်းငယ်သွားတာပေါ့ဆရာကြင်ကြံခြင်းကလည်းလုံးဝပိတ်လောင်ခံထားရတာပေါ့တာမန်ကလေးငယ်တယောက်နဲ့မချတော့ဘူးပေါ့ဒါဆိုရင်ရုတ်တရက်မူလအတိုင်းပြန်ဖြစ်သွားနိုင်တယ်ပေါ့ဆရာကိုဒီလိုပုံစံနဲ့တခြားသူတွေရိပ်မိကြသေးလားတော်သေးတာပေါ့မတိကြလို့မဟုတ်ရင်တော့အာဇူရာတစ်ခွက်ကိုင်းရဲ့နံပါတ်1မတိမျိုးအလှပါကေးကြီးလက်ဝါးစာရွယ်အယုတ်လေးဖြစ်သွားတယ်ဆိုတာကြားရင်ကြင်ကြံခြင်းလောကတစ်ခုလုံးရုပ်တဲတဲဖြစ်သွားလိမ့်မယ်ဒါဆိုအခုငါတို့ဘာလုပ်ကြမလဲဒီလိုအခြေအနေမှာငါကဘာတိမှလဲဂီတဆရာမပူပါနဲ့ဒီနေ့ကစပြီးကျုပ်ဆရာရဲ့ကိုရံတော်လုပ်ပေးမယ်24နာရီလုံးဘေးကမခွအားပဲကာကွယ်ပေးပါမယ်ကျုပ်လက်ရနာမည်မပြတ်ပါဘူးဆရာထမင်းစားချိန်တန်ပြီးမထီးမဲ့မြင်ပေးတဲ့အစားအစာကိုငါမစားဘူးဆရာလည်းခက်မနေပါနဲ့စားလိုက်ပါအခုကလေးလေးဖြစ်နေတာဆိုတော့အာဟာရလိုတယ်လေတော့ငါလိုတကိုးကြီးကြင်ကြံသူတယောက်ကမိမ့်မိန်ကြီးစားရမယ့်အစားကိုတပည့်ကခွန်နာကိုစားနေရတယ်လို့ဟင်းတကယ်တော့တော်တော်အရသာရှိတာပဲဟဲ့ဂီတမင်းမကောင်းဆိုးဝါးပူးနေတာလားဘာလို့အင်ဂျီလက်အိတ်ထဲကြည့်ပြီးပြုံးနေရတာလဲတမီးစားများဝတ်ထားတာလားခတ်ပောက်ကရတွေငါတာဦးတရားစစ်စစ်နေတာမင်းနားမလဲပါဘူးဂီတဟုတ်ပါပြီမင်းရဲ့ဟိုတနေ့ကပဲမင်းအင်ဂျီလက်အိတ်ကိုကြည့်ပြီးပါဆက်ကြဲဟာနောက်တလုံးဆိုပြီးပြောနေတာငါမြင်လိုက်ပါတယ်ဘာတာဦးတရားလဲအစားကျူတဲ့တာဦးတရားလားဒီကောင်းမျက်စိကဒီလောက်တောင်ဆွဲနေရတာလားတကယ်ပြောစမ်းပါမင်းဘာလုပ်နေတာလဲဘသူကမှမပြောရဘူးနော်အေးပါငါနားလဲပါတယ်ကောင်းကင်တိတယ်မြေကြီးတိတယ်မင်းတိငါတိပေါ့ငါဆရာကအခုတလောအိမ်မွေးတတဝါလေးတကောင်မွေးထားတာအိမ်မွေးတတဝါဟုတ်လားငါကသတင်းတူတစ်ခုခုထင်လို့ရိုးရိုးအိမ်မွေးတတဝါမဟုတ်ဘူးတေးသေးလေးလက်ဝါးစာပဲရှိတာဒါပေမဲ့ဒေါသကတော့အကြီးကြီးအမြဲတမ်းမျက်နှာတီတီလေးနဲ့စီးပိုးထားပေမဲ့တကယ်တော့တရေဖို့အရန်ကြောက်တာမိုးကျိုးဖြစ်တာလဲကြောက်တဲ့အစားလဲရွေးတယ်အစားစားဖို့ကိုတောင်ချုံမွန်နေရတာဂီတမင်းရာဇဝတ်သားတပည့်အဲ့ဒီမှာရက်လိုက်ဆရာကျုပ်ကိုတက်ညာပါဆရာကိုဆရာလဲတက်ညာပါဆရာကျုပ်ကိုဘယ်တော့မှမိမှာမဟုတ်ဘူးငါရဲ့တစ်ချိန်ကအေးဆက်ဆက်ဆရာကြီးကဒီလောက်တောင်ချစ်ဆရာကောင်းနေလိမ့်မယ်လို့ယုံနိုင်စရာပဲမရှိဘူးနေပါဦးဒီဖော်ပြချက်ကအဲ့ဒါစီလင်းနဲ့ထပ်တူကြနေပါလားထိရတာအီလေးနဲ့တင်းပတ်လောင်နေတာပဲပျော့ပျော့အီလေးစပိတ်ပတီးစိတ်နေရတယ်လို့ပဲသိတယ်မဟုတ်လားအိုးမင်းမလုပ်နေတာလေအားဆရာကျုပ်ဂျူနီယာညီမလေးတယောက်နဲ့စကားပြောနေတာပါဟာတကယ်လားဟာဒါပေါ့ဒါပေမဲ့ကျုပ်လို့ဆရာတခုတတိယသွားလို့အရင်သွားလိုက်အောင်မယ်နော်ဂယူးဆိုင်သွားပါမင်းလည်းဂယူးဆိုင်ပါဂီတမင်းမသိရင်ငါတို့ပြန်ဆောင်ကြတာပေါ့ဆရာကျုပ်ကိုယုံပါကျုပ်ဘသူကမှဘာမှမပြောခဲ့ပါဘူးတောင်ထိပ်ကိုကျုပ်နဲ့ပြန်လိုက်ခဲ့ပါအလိုဆရာတကယ်ဒေါသထွက်သွားတာလားဆရာကြောကြီးကအိနေတာပဲအားဆရာကျုပ်မှားသွားပါတယ်ကျုပ်တကယ်တောင်းပန်ပါတယ်ကျုပ်ပါဆက်ကစီးမဆောင်လို့ပါကျုပ်ကအဆိုးဆုံးပါပဲဆရာမျက်လုံးထဲမှာငါကညှစ်ဆရာဆွဲဆရာကစားဆရာတခုပဲလားအဲ့ဒီခါမှပဲအမိတ်တခုဟာအသက်ထက်အရေးပါတဲ့အာဇူရာတစ်ခွက်ကိုင်းရဲ့နံပါတ်1မတိမျိုးအလှပါကေးစီလင်း Frostwolf ဆိုတာကျုပ်သဘောပေါက်လိုက်ရတော့တယ်အဲ့လိုမဟုတ်ပါဘူးဆရာကိုဒီလိုပုံစံလေးနဲ့ချစ်ဆရာကောင်းလို့ပါကျုပ်တမင်တော်တော့ဒီနေ့ကစပြီးငါတို့ဆရာတပည့်တန်ရောစင်အပြက်ပဲလုံးဝအပြက်ပဲငါခန်းထဲကထွက်သွားဂီတကျုပ်နှင်ထုတ်ခံလိုက်ရတယ်အာဇူရာတစ်ခွက်ကိုင်းမှာမိမိဆရာကိုယ်တိုင်စွန့်ပစ်ခြင်းခံရတဲ့ပထမဆုံးတပည့်ဖြစ်လာခဲ့တယ်မင်းကြပြီလားအဲ့ဒါစီလင်းကခိုင်အရှဝတ်ကိုခိုင်းကနေနှင်ထုတ်လိုက်တယ်တဲ့သူကအဲ့ဒါရဲ့တူးရဲတော့တပည့်မဟုတ်ဘူးလားဒါဘလို့လို့ဂီတဖြစ်နိုင်မှာလဲအဲ့ဒါစီလင်းဒီလောက်ဒေါသထွက်သွားတာဆိုရင်တော့ဒီကောင်လေးတေးပြီးပဲတောင်းပန်ပါတယ်ဒါတွေအားလုံးငါအမှားအားပါငါပါဆက်စီမဆောင်ခဲ့ရင်မင်းအမှားမဟုတ်ပါဘူးငါနှုတ်ကထွက်တဲ့စကားတွေကြောင့်ပဲဒီလိုဖြစ်ရတာပါခိုင်အရှဝုံမင်းမှာတာဝန်တစ်ခုရှိတယ်နောက်ဖက်တောင်တန်းကစိန်လန်းသောလေပြင်းကလန်ကကိုသွားပြီးဝိညာဉ်ရင်းစေပင်တရားစုဆောင်ခဲ့စိန်လန်းသောလေပြင်းကလန်ကဆိုတာတစ်နှစ်ပတ်လုံးပြင်းထန်တဲ့လေမုန်တိုင်းတွေတိုက်ခတ်နေပြီးအဆင့်နှစ်လေးဝန်းပလွေတွေကျဆားတဲ့နေရာဝိညာဉ်ရင်းစေပင်ကမတ်ဆောက်တဲ့ကြောက်ပတ်ဆက်တွေမှာပဲပေါက်တာဒါဟာအုံမြင့်ချခြင်းအဆင့်လုံးတပြည့်ဖွဲ့တွေအတွက်ပေးတဲ့တာဝန်မျိုးချုပ်ကအလဲလက်အဆင့်ပဲရှိသေးတာစိတ်ရောကိုပါအကုန်ခန့်နေပြီးဒါဘသူအမိတ်လဲမင်းဘသူကိုတွားပြစ်မှာထားတာလဲမင်းမသိသေးဘူးလားအဲ့ဒါသူပဲသူကျုပ်ကိုလွှတ်မပေးသေးဘူးဒါမှမဟုတ်ဂီတကျုပ်ကိုဒီကဘာကနေပျောက်ကွယ်သွားအောင်လုပ်ချင်နေတာခန္ဓာကိုယ်ရဲ့နာကျင်မှုကရင်ထဲကခံစားရတဲ့နာကျင်မှုရဲ့တောင်းကနန်းပုံတစ်ပုံတော့မရှိပါဘူးဂီတအခုအခြေအနေနဲ့ဆိုကျုပ်ဝင်ပလွေတကောင်ကိုတော့မရှင်းနိုင်ဘူးသုံးကောင်ဆိုရင်တော့တေချာပေါက်တေမှာပဲထွက်ပေါက်ရှာရမယ်ကျုပ်တုံ့ပြန်ဖို့တော့အချိန်မရလိုက်ဘူးဘာဖြစ်တာလဲတယောက်ကျုပ်ကိုကဲလိုက်တာသူရောက်လာခဲ့တာပဲသူကျုပ်ကိုမကြည့်ရခဲ့ဘူးငါပစ္စည်းငါလာပြန်ယူတာဆရာဘာလို့ဒီလောက်တုံးရတာလဲတန်ရောစင်အပြက်ပဲလို့ပြောခဲ့ပေမဲ့ဆရာခန္ဓာကိုယ်ကတော့တစ္ဆာမဖောက်ခဲ့ပါဘူးဆရာကိုဆရာတော်မနေကာကွယ်နေရတဲ့ကြားထဲကကျုပ်ကိုလာခဲ့သေးတယ်ဒီတစ်ချိန်တော့ကျုပ်ပါစက်မရှုပ်တော့ပါဘူးဆရာကောင်းကောင်းနားလိုက်ပါဒီကောင်ဒီစာအုပ်အဟောင်းကြီးကိုဖတ်နေတာ3 ရက်ရှိပြီမပြီးသေးဘူးလိတ်ထက်တောင်နေသေးတယ်ဂီတငါမူလအခြေအနေမှာဆိုရင်တစ်ချက်ကြည့်လိုက်တာနဲ့10ချောင်းဖတ်လို့ရတယ်ခုတော့စာမျက်နှာတစ်မျက်နှာလှန်ဖို့ကိုသူ့ကိုတကဘာစာစောင့်နေရတဲ့ညှဉ်းပန်းနာတိတ်ဆက်နေတာကြာနေတာပဲဂီတတော်ပြီးငါဘာသာလုံးမဲ့သူများကိုအာကူတာထက်ကိုဘာသာလောက်တာကပိုစိတ်ချရတဲ့ဟာငါရသွားပြီးစာမျက်နှာကိုငါဘာသာလှန်လိုက်နိုင်ပြီးစွမ်းရင်တော့တော်တော်လေးကုန်သွားတာပေါ့တာရုပါဆရာရဲ့လောင်းကြီးထက်ကြခိုင်အရှုံးနဲ့အဝင်းအချိုးကတစ်ဆက်အချိုးတနော်ဘာလောင်းစရာလိုလို့လဲအဝင်းကရွှေရောင်စုနိုင်စောစောပိုင်းအစင်ခိုင်ကအုံမြင့်ချခြင်းအထို့ထိတ်အစင်ပဲရှိတာပတ်စံရည်တဲ့ပြစ်ချလိုက်တာနဲ့တူတူပဲအဝင်းကတိုက်ရင်အရန်ရက်ဆက်တာတယူတရားမရှိဘူးခိုင်တော့အနှိတ်ခံရတော့မယ်ဂျူနီယာဂီတခိုင်မင်းဆရာအဖြစ်ကနေနှင်ထုတ်ခံလိုက်ရတယ်လို့ကြ
အားတယ်ဟုတ်တာပေါ့ပရွက်စိတ်တစားလောက်ရှိတဲ့ကောင်ကအဲ့ဒါစီလင်းရဲ့မျက်စိကျစရာမှမဟုတ်တာဂီတငါကရွှေရောင်စုနိုင်စောစောပိုင်းအစင်ရောက်နေပြီမင်းကအုတ်မြစ်ချခြင်းအစ်စ်မှာတင်ကြံနေတော့ဒါကြောင့်မင်းကိုငါအခွင့်အရေးမယူပါဘူးငါမတရားအနိုင်ယူတယ်လို့ဘယ်သူမှမပြောရအောင်မင်းကိုသုံးချက်အလကားပေးရိုက်မယ်မလိုပါဘူးဆက်လိုက်ကြရအောင်ရွှေရောင်စုနိုင်ဆိုတာဘာလဲဆိုတာကြည့်ရတာပေါ့မင်းတေတွင်းတူးချင်မှာတော့ရွှေရောင်စုနိုင်နဲ့အုတ်မြစ်ချခြင်းအစင်ကြားကကွာခြားချက်ကိုငါပြပေးရတာပေါ့ဒါကိုခံယူလိုက်ဘလို့လဲဂီတငါကမင်းထက်အဆအရာရာတာလို့နေတာဒါပေမဲ့အဲ့ဒါစီလင်းရဲ့ရှိမှာတော့အုံမြင့်ချခြင်းအစင်တပည့်လေးဖြစ်တဲ့မင်းကပဲလူရဝင်နေတာဂျူနီယာဂီတခိုင်ခုဘလို့ခံစားရလဲမပြီးသေးဘူးလားမင်းအရှုံးမပေးတတ်ဘူးပဲငါတပည့်ကိုမင်းဘလို့များရဲတာလဲမင်းတေချာပေါက်တေချာချင်နေတာပဲဆရာကတကယ်ပဲဒီလောက်ခက်ထန်တာလားအဲ့ဒါစီလင်းသူကငါတပည့်လို့ပြောလိုက်တာဒါဆိုအဲ့ဒါစီလင်းကသူ့ကိုတကယ်နှင်ထုတ်ဖို့ရည်ရွယ်ချက်မရှိခဲ့ဘူးပေါ့သူ့တပည့်ကိုကာကွယ်ပေးနေတာပဲဂီတအဲ့ဒါစီလင်းပြန်ပွဲရဲ့စီးမြင့်တွေဆရာကျုပ်ကိုဘယ်တော့မှစွန့်ပစ်မသွားခဲ့ပါဘူးဂီတမြစ်ထားတဲ့နီးစနစ်ရဲ့အကျိုးဆက်ကကျုပ်ထင်ထားတာထက်အများကြီးပိုဆိုးနေတယ်ကိုထက်ဝိညာဉ်မြင့်စေးပင်ကဝိညာဉ်ကိုတည်ငြိမ်စေနိုင်ပြီးအလွန်မင်းရင်စွမ်းရည်ရှိတဲ့နေရာကျင့်ကြံခြင်းလောကရဲ့တာမြင့်နယ်မြေ၃ခုတည်းကတစ်ခုဖြစ်တဲ့မိစ္ဆာတောင်ကနန်း6ကမ်းပါမှာပေါက်ဒါပါဝိညာဉ်ကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူတယောက်တောင်အဲ့ဒီထဲဝင်ရင်တေလူနီးပါးဖြစ်နိုင်တာ6ကမ်းပါမကလို့မရဲပုံပဲဖြစ်ကျုပ်သွားမှာပါဒီနေရာကအရန်အနေအများတယ်ကျုပ်ဆရာကိုကာကွယ်ရမယ်ဂီတတွေ့ပြီးဝိညာဉ်ကူးပြောင်းခြင်းအဆင့်လုံးနဲ့တန်းတူရှိတဲ့ရှေးဟောင်းမိစ္ဆာဝိညာဉ်တွေးဆောင်မှုအရန်ကြီးလုံးနဲ့ဒီမှာပဲပြီးဆုံးတော့မှာလားအနည်းဆုံးတော့ဆရာကိုကာကွယ်ခွင့်ပေးပါဆရာနဲ့ဖရားတွေကိုတတ်တဲ့သူတွေဟာပြန်တက်ခံရလိမ့်မယ်တစ်ချက်တည်းနဲ့မိစ္ဆာဝိညာဉ်ကိုဖျက်ဆီးလိုက်တာကျုပ်ဆရာကတကယ်တော့ဘသူလဲကျုပ်ရဲ့ကြံရှိနေတဲ့စွမ်းအားကမလုံလောက်ဘူးဆရာကသူ့စွမ်းအားတွေကိုလုံးလုံးကဲကဲသုံးနေရတာကျုပ်ခိုင်းကိုအမြန်ပြန်ပြီးဆရာကိုကယ်ရမယ်မိစ္ဆာတတဝါတွေအတွက်တော့ကိုထက်ဝိညာဉ်မြင့်စေးပင်ရဲ့အနက်ဟာမှောက်မိုက်ထဲကမိပြတိုက်လိုပဲဒါပေမဲ့ကျုပ်မှာရွေးချယ်စရာမရှိဘူးအလိုမင်းလေးကကန်ကောင်းတာပဲ6ကမ်းပါအနက်ဆုံးတွေကကိုထက်ဝိညာဉ်မြင့်စေးပင်နိုးဆိုရွယ်ဝိညာဉ်ကျင့်ကြံသူတောင်တယောက်တည်းမလာဝင်ဘူးမင်းလိုအုံမြင့်ချခြင်းအဆင့်ပိုးမွားလေးကဂီတဝိညာဉ်ကူးပြောင်းခြင်းမိစ္ဆာဝိညာဉ်ရဲ့ပါစက်ထဲကနေလူယူနိုင်ခဲ့တာပေါ့ကျုပ်မိစ္ဆာဝိညာဉ်စီကခိုးလာတာကိုမင်းတို့တည့်ရသားနဲ့တားရဲသေးတယ်ပေါ့6ကမ်းပါထဲမှာလှည့်လည်နေတဲ့နိုးဆိုရွယ်ဝိညာဉ်ကျင့်ကြံသူတယောက်ရဲ့လက်မှာပေနေတဲ့တွေးကသူ့တောက်ခဲ့တဲ့ရေထက်တောင်ပိုများသေးတယ်ဝိညာဉ်ကူးပြောင်းခြင်းမိစ္ဆာဝိညာဉ်လက်ထဲကလွတ်လာတာဆိုတော့မင်းပြင်းပြင်းထန်ထန်တန်ရာရနေပြီမဟုတ်လားငါတို့၃ယောက်ကဘာလို့မဝင်ရဲရမှာလဲတော့စေးပင်ကိုယူလိုက်ကျုပ်ကိုလှုပ်ပေးပါစေးပင်ပေးရင်လှုပ်ပေးရမယ်ဟုတ်လားဟာလှုပ်ပေးရမယ်ခိုင်းထဲကထွက်လာတာမကြသေးတဲ့စိမ့်ဖက်ဖက်ကောင်လေးပဲဂီတ6ကမ်းပါမှာတော့ငါတို့ကပစ္စည်းရောလူရောအကုန်ယူလာမင်းအင်ဂျီလက်အိတ်ထဲမှာဘာပဲရှိမတင်မျိုးစေးပြလို့စင်ကြဲတဲ့ရောင်းဝါထွက်နေတာငါတို့မခံစားမိဘူးထင်နေတာလားသူတို့ဆရာရဲ့ရောင်းဝါကိုခံစားမိသွားပြီးအပေးယူလှုပ်လို့မရတော့ဘူးနဲ့တူတယ်ဒါဆိုရင်တော့မင်းတို့တေပွဲဝင်လိုက်တော့ဒီအချိန်ကအယမ်းမြန်နေဘသူကပြီးပြီလို့ပြဟောလဲကျုံမှာဓာရှိသေးတယ်ငါတို့ကြားကွာဝေးသွားအောင်လုပ်ဖို့အခွင့်အရေးကောင်းပဲဟာကောင်လေးပဲကိုပြီးမလို့လဲအသက်ကိုခြံခဲ့လိုက်တာပါပဲဒါဆရာနိုးလာတာပဲနိုးဆိုရွယ်ဝိညာဉ်ကျင့်ကြံသူ၃ယောက်ကငါတပည့်ကိုခြုံခိုတိုက်ရဲတယ်ပေါ့ကြဆုံးသွားတော့သူတော်စင်များဟောခန်းဒါမဖြစ်နိုင်တာပြေးကြတော့ဟာမလုပ်ပါနဲ့ငါမှားသွားပါတယ်တက်ညာပေးပါဆရာတောင်းထားပါငါတို့အိမ်ရောက်တော့မယ်စီနီယာခိုင်အဲ့ဒါတွေကိုအမြန်သတင်းပို့ပါရန်စတုံးတန်ရပြင်းပြင်းထန်ထန်ရပြီးသတိလစ်နေတဲ့ဆရာငါတို့အိမ်ပြန်ရောက်ပြီဆရာဒီအိမ်မက်ကဘာကိုဆိုလိုတာလဲဂီတငါပဲရောက်နေတာလဲအေးပါကောင်းလေးမင်းအသက်ရှင်နေတာကိုပဲကံကောင်းမင်းရဲ့ဒဏ်ထန်ကမိစ္ဆာစွမ်းရင်ကြောင့်ပျက်စီးမလို့ဖြစ်သွားတာတွေးကြောခုနှစ်ချောင်းကျိုးသွားတယ်နံရိုးလေးချောင်းကျိုးသွားတယ်မင်းခန္ဓာကိုယ်ထဲကအလွန်စင်ကြဲတဲ့အေးဆက်ဆက်စွမ်းရင်လေးတစ်ခုကမင်းရဲ့နှလုံးတွေးကြောကိုအကာအကွယ်မပေးထားရင်မင်းအလောင်းဖြစ်နေပြီဆရာရောမင်းပြောတဲ့ဆရာဆိုတာအဲ့ဒါစီလင်းကိုပြောတာလားသူတေဆုံးခြင်းတီးတန်းချင်းကြံချင်းဝင်သွားတာ3လရှိပြီခိုင်းချုပ်ကိုတောင်တွေးခွင့်မပေးဘူးမင်းဘာလို့သူ့ကိုရှာနေတာလဲ3လဟုတ်လားကျုပ်6ကမ်းပါထဲမှာ2လပဲကြာတာပါမင်းတတိလစ်နေတာခွဲလောက်ရှိပြီဂီတာသူတို့မင်းကိုတွေးတော့မင်းကတွေးတွေနဲ့ယဉ်နီးပြီးကိုထက်ဝိညာဉ်မျက်စေးပင်ကိုရင်ဘတ်မှာတင်းတင်းကြပ်ကြပ်ဖတ်ထားတာဘလို့မှဖြုတ်လို့မရဘူးကျုပ်ရဲ့တန်ချန်ဝိညာဉ်စွမ်းရင်ကတိတ်ငယ်နေတယ်ဘာလို့ကျုပ်ရဲ့ပျက်စီးနေတဲ့တွေးကြောတွေကိုပြုပြင်ပေးနေတဲ့ယဉ်နီးတဲ့အေးဆက်ဆက်စွမ်းရင်တစ်ခုရှိနေရတာလဲဒါဘာလဲတိတ်တိတ်နေဆန်းကားကိုနင်းနီလောက်ထက်အိပ်ပါရစေဦးဆရာသူကျုပ်ရဲ့စိတ်အာယုံပင်လယ်ထဲမှာရှိနေတာပဲသူ့ရဲ့မူလပုံစံကိုမထိန်းထားနိုင်တော့အောင်အားနဲ့နေလို့ပြန်လဲတက်တာလာဘူးကျုပ်ရဲ့စိတ်အာယုံပင်လယ်အနက်ပိုင်းထဲကိုတိုက်ရိုက်ဝင်ရောက်သွားတာပဲသဘောပေါက်ပြီးမင်းနိုးလာရင်နောက်ဖက်တောင်တန်းမှာလာတွေ့ဖို့ခိုင်းချုပ်ကပြောထားတယ်မင်းစီလင်းကိုကဲဖို့6ကမ်းပါထဲဝင်သွားတာလားဟုတ်ပါတယ်ကျုပ်တော်ယုံဆိုပြန်မလာနိုင်တော့ဘူးကျုပ်တန်တရားရှိခဲ့တဲ့အတိုင်းပါပဲသူခန္ဓာကိုယ်ထဲကနတ်ဖျားတနေသားကတကယ်ပဲနိုးထလာခဲ့တာပဲနတ်ဖျားတနေသားဟုတ်လားဆရာဘာလို့အဲ့လိုဖြစ်သွားလဲဆိုတာခေါင်းချုပ်တိတာလားနှစ်300ကကျုပ်ရဲ့ဆရာကိုယ်တိုင်ရှေးဟောင်းပြက်စီးတစ်ခုထဲမှာမွေးကင်းစာကလေးမလေးတယောက်ကိုတွေ့ခဲ့တာအဲ့ဒီဂီတကလေးမလေးကနှစ်တစ်ဆက်တူညတက်တန်းရှိတဲ့နက်နဲ့တော့ရေခဲတုံးကြီးထဲမှာပိတ်လောင်ခံထားရတာနှစ်ဖူးမှာရွှေရောင်အမှတ်သားပါတယ်ကျုပ်ဆရာကရေခဲတုံးကိုခွဲပြီးအာဇူရာတစ်ခွက်ကိုင်းမှာမွေးမြူဖို့ခေါ်လာခဲ့တာအဲ့ဒီကလေးမလေးကစီလင်းပဲဂီတဆရာကတာမန်လူမဟုတ်ဘူးပေါ့စီလင်းကနှစ်တရာမပြည့်မီမှာပဲဝိညာဉ်ကူးပြောင်းခြင်းအဆင့်ကိုရောက်ခဲ့တာဒါပေမဲ့သူ့ရဲ့ကျင့်ကြံမှုအရှိန်ဟုန်ကတဘာဝမကြဘူးဆိုတာလူတိုင်းသိကြတယ်အဲ့ဒါကကျင့်ကြံတာနဲ့မတူပဲနိုးထလာတာနဲ့ဂီတပိုတူတဲ့သူ3တူညလူဝင်စားခြင်းကိုမကျင့်ကြံမီအထိပေါ့အဲ့ဒါကတားမြစ်ထားတဲ့နီးစနစ်မဟုတ်ပါဘူးမြင့်မြတ်တဲ့ပုံကတန်ရှင်းသောစာပေပါဂီတအဲ့ဒါကိုကျင့်ကြံတာကပုံမူကြီးမားတဲ့စွမ်းအားကိုရဖို့မဟုတ်ဘူးမင်းတွေ့ခဲ့တဲ့တင်းငယ်တဲ့ပုံစံလေးနတ်ဖျားတနေသားကိုပေါင်းစည်းဖို့ပဲနတ်ဖျားတနေသားကသူ့၏အမှန်တကယ်မူလအစဖြစ်ပြီးသူနေ့စဉ်ဝတ်ဆင်ထားတဲ့တန်မာတဲ့ခံဒါကိုကတော့ယုတ်ကလတ်တစ်ခုမျှတာဖြစ်သည်နီးစနစ်မှားယွင်းသွားတာကအခြေခံအားဖြင့်ယုတ်ကလတ်ကနတ်ဖျားတနေသားရဲ့နိုးထမှုအရှိန်ကိုမခံနိုင်ပဲစတင်ပျက်စီးလာတာပဲဒါဆိုဆရာရဲ့ချီပီပုံစံလေးကတေးသွားတာမဟုတ်ပဲသူ့ရဲ့မူလပုံစံစစ်ပေါ့နတ်ဖျားတနေသားအတွက်တော့ကိုထက်ဝိညာဉ်မျက်စေးပင်ဟာကုသစေးမဟုတ်ပဲတက်ကူပစ္စည်းတစ်ခုပဲအခုစေးပင်ကစီလင်းရဲ့မူလခန္ဓာကိုယ်ထဲမှာပေါင်းစည်းသွားပြီးသူကအယိုးကနေစပြီးပြန်လည်ဆန်းသစ်မဲ့အတွင်ကူးပြောင်းမှုကိုဖျက်ဆီးနေတာအောင်မြင်ရင်မတိမျိုးခံဒါကိုလုံးဝဆွတ်လွတ်ပြီးစစ်မှန်တဲ့နတ်ဖျားအဖြစ်အဆင့်တက်သွားလိမ့်မယ်ဒါပေမဲ့ပျက်စီးသွားရင်တော့နတ်ဖျားတရေသားကထိန်းချုပ်မရတော့ပဲပျက်စီးခြင်းစိတ်တစ်ခုတည်းနဲ့မိုက်မဲတဲ့တရဝါအဖြစ်ပြောင်းလဲသွားလိမ့်မယ်အဲ့လိုဖြစ်လာရင်အာဇူရာတစ်ခွက်ကိုင်းတင်ပျက်စီးမှာမဟုတ်ဘူးကျင့်ကြံခြင်းလောကတစ်ခုလုံးပျက်စီးခြင်းတို့ရောက်သွားလိမ့်မယ်အောင်မြင်ပါအောင်မြင်ရမယ်ဆရာ
တော်ပါတော့ကျုပ်ကောင်းကြိုက်လာပြီအဲ့ဒီအတန်တစ်ချိန်ကကျုပ်လက်ဝါးပေါ်မှာငိုနေခဲ့ဘူးတဲ့အတန်မျိုးခါထောက်ပြီးကျုပ်ကိုအရိုင်းဆိုင်လို့ခေါ်ခဲ့တဲ့ကလေးမလေးသူကကဘာပြက်စီမဲ့ကြာဆုံးသွားတဲ့နတ်ဖျားမဟုတ်ပါဘူးကျုပ်ရဲ့ဆရာပါကျုပ်အသက်နဲ့ရင်းပြီးမိစ္ဆာတောင်းကနန်း6ကန်းပါကိုပြန်သွားရပါစေဦးကျုပ်ကဲတင်မဲ့သူပါဆရာကိုကြာဆုံးသွားတဲ့နတ်ဖျားဖြစ်မသွားစေရပါဘူးကျုပ်အသက်နဲ့ရင်းရပါစေငါသိပါတယ်မင်းတုံးတဲ့ကောင်အားစီနီယာဒုက္ခဆိုးကြီးကြုံနေပြီးဂိုင်းကိုစစ်တင်မော3စင်းရောက်လာတဲ့အာဇူရာတိမ်တိုက်တန့်စင်ရာဌာနကအာဇူရာတိမ်တိုက်တန့်စင်ရာဌာနဒီကဘာမှာထိတ်တန်းကျင်ကြံခြင်းအာနာပိုင်လူတိုင်းကိုအထက်စီးကကြီးတက်တဲ့သူတွေဘာလို့ရုတ်တရက်တိုက်ခိုက်ရတာလဲဂီတာအဲ့ဒါစီလင်းကမိစ္ဆာတာမြင့်နီစနစ်ကိုကျင့်ကြံပြီးမိစ္ဆာလန်းစင်ကိုရောက်သွားတယ်လို့သူတို့ဆွဆွဲနေကြတယ်အဲ့ဒါစီလင်းနဲ့3တူညာလူဝင်စားခြင်းကိုချက်ချင်းလက်လွဲပေးပါမဟုတ်ရင်အာဇူရာတစ်ခွတောင်ကိုတွေးချောင်းစီစေမယ်လို့ချင်းချောင်းနေကြတယ်အာဇူရာတိမ်တိုက်တန့်စင်ရာဌာနက3တူညာလူဝင်စားခြင်းအကြောင်းဘယ်လိုလုပ်သိတာလဲဂိုင်းထဲမှာတစ္ဆာဖောက်ရှိမနေရင်ပေါ့ကျုပ်ဆရာဘေးကိုတွားရမယ်မင်းယူနေတာလားအာဇူရာတိမ်တိုက်တန့်စင်ရာဌာနကဝိညာဉ်တန့်စင်ခြင်းအဆင့်တကိုးရှင်3ယောက်ရောက်နေတာအခုသွားတာတေရင်တူးတာပဲဆရာစောင့်နေတော့မဲကျုပ်ဒီမှာလဲကြလို့မဖြစ်ဘူးဒါဆိုမင်းကခိုင်အရှဝုတ်ပေါ်ကောင်းလေးလက်မသွားပါနဲ့ငါကအာဇူရာတိမ်တိုက်တန့်စင်ရာဌာနကမဟုတ်ပါဘူးတနေသားတွေကနတ်ဖျားစွမ်းအင်ကထိန်ချုံမရအောင်ဖြစ်နေပြီးနတ်ဖျားဆက်ဆုပ်ဖွယ်အမတ်သားတွေကိုချက်ချင်းမနေနိုင်ရင်စူပူနေတဲ့အမွှေးတိုင်တိုင်ကုန်တဲ့ချိန်တွင်းမှာသူဟာလုံးဝကြဆုံးသွားတဲ့နတ်ဖျားဖြစ်သွားလိမ့်မယ်အဲ့လိုဖြစ်လာရင်မိုင်းတစ်ဆက်တူညာပတ်လည်မှာမျက်ပင်တပင်တောင်အသက်ရှင်ကြမှာမဟုတ်ဘူးစီနီယာကဘသူလဲငါနာမည်ဝတ်လို့ခေါ်တယ်ငါကမင်းဆရာရဲ့စီနီယာတပည့်ကြီးဖြစ်ခဲ့ဘူးတာပါနှစ်300ကစီလင်းတခြားဂျူနီယာညီမလေးတစ်ယောက်နဲ့ငါဂီတာကိုရှေးဟောင်းအပျက်စီးတွေထဲကနေရခင်ခေါင်းချုပ်ကကဲထုတ်ခဲ့တာပါငါတို့3ယောက်စလုံးရေခဲစိမ့်ထဲမှာပိတ်လောင်ခံထားရတဲ့စွန့်ပစ်ကလေးငယ်တွေပါစီလင်းကျင်ကြံတဲ့3တူညာလူဝင်စားခြင်းကိုနတ်ဖျားဘုံရဲ့အပျက်စီးတွေထဲကနေငါကိုယ်တိုင်ယူဆောင်ခဲ့တာပါနတ်ဖျားဘုံဟုတ်လားကောင်းကင်ဟာတာဘာဝနန်းတော်ကအုပ်ဆိုးတဲ့မြင်မာတဲ့ဘုံတစ်ခုပေါ်စီလင်းကကောင်းကင်ဟာတာဘာဝနန်းတော်ရဲ့နတ်ဖျားမှာဖြစ်ခဲ့ဘူးတာပါနောက်တော့သူမတရားဆွဆွဲခံရပြီးရေခဲစိမ့်လူဝင်စားခြင်းတွေကိုတွန်းပို့ခံခဲ့ရလို့ဒီကဘာကိုထွက်ပြေးခဲ့ရတာဒါဟာနတ်ဖျားချုံနှောင်တော့တွေ့ကောင်းအကင်ဟာတဘာဝနန်းတော်ရဲ့တာမြင့်ရတနာတစ်ခုနတ်ဖျားဆက်ဆုပ်ဖွယ်အမတ်သားတွေကိုနှိမ်နှင်းနိုင်တဲ့တစ်ခုလေးတော့အရာပဲဒါပေမဲ့စီကံတစ်ခုတော့ရှိတယ်မင်းရဲ့ခန္ဓာကိုယ်ကိုရိုးတံအဖြစ်အသုံးပြုပြီးဒီသွေးဆက်ကိုမင်းရဲ့ဝိညာဉ်ထဲမှာပေါင်းစည်းရမယ်ပြီးရင်မင်းတို့နှစ်ယောက်ကြားမှာဖြစ်ပေါ်နေပြီးသားတန်ရောစင်ကနေတဆင့်စီလင်းထံကိုပို့လို့ရမယ်နတ်ဖျားချုံနှောင်သောသွေးကတာမန်လူခန္ဓာကိုယ်အတွက်တည်ဆောင်ဖို့အရန်လုံကဲလုံးနဲ့မင်းရဲ့ကြင်ကြံမှုတွေလုံးဝဖျက်ဆီးခံရလိမ့်မယ်အဲ့ဒီနေ့ကစပြမင်းဘယ်တော့မှထပ်ပြီးမကြင်ကြံနိုင်တော့ဘူးကျုပ်ကိုဂီတပေးပါမင်းတေချာလားကျုပ်တေချာပါတယ်ဆရာခိုင်နားမလာနဲ့သွားတော့ငါထိန်းချုပ်မရတော့ဘူးကျုပ်မသွားဘူးဂီတမင်းဘာလို့ဒါကိုလောက်တာလဲကျုပ်ကဆရာပြိုးထောင်ခဲ့တဲ့တပည့်လေးဆရာရဲ့ကျုပ်ကဆရာအပေါ်ဘာမှမခံစားရပဲနေနိုင်ပါမလဲမင်းတကယ်ပဲအောင်မြင်သွားတာပဲအနည်းဆုံးတော့သူစီနီယာဝိုင်းရဲ့မျှော်လင့်ချက်တွေကိုမပျက်စီးစေခဲ့ပါဘူးမင်းတုံးအတဲ့ကောင်ဘာလို့ဒါကိုလောက်တာလဲကျုပ်ဆရာကိုဂတိပေးခဲ့လို့ပါဆရာကြီးသေးတမအားနဲ့ကျုပ်အမြဲတမ်းဆရာကိုကာကွယ်ပေးမယ်ဆိုတာဆရာကိုဘာမှဖြစ်မခံနိုင်ဘူးကောင်းကင်ကြီးကိုစန့်ကျင်ရပါစေဦးကျုပ်အကုန်လုံးပြန်ယူမယ်မင်းတို့လိုနှိမ့်ချတဲ့ဂိုင်းငယ်လေးကငါလိုလူတယောက်ရှိမှဘာလို့ဒူးမထောက်တာလဲမေးပါရစေစီနီယာငါတို့ရဲ့နှိမ့်ချတဲ့တောင်ကိုဘာကိစ္စနဲ့ကြွရောက်လာတာလဲစီလင်း Frostwolf နဲ့မိစ္ဆာတာမြင့်နီစနစ်ကိုလွှဲပေးပါမဟုတ်ရင်မင်းတို့အာဇူရာတစ်ခွက်ဂိုင်းဆက်လက်တရှိနေစရာအကြောင်းမရှိတော့ဘူးစီလင်းကငါတို့ဂိုင်းရဲ့အဲ့ဒါတယောက်ပါဖြောက်မှတ်တဲ့ဆရာရှိပြီးတရားထက်တန်သူပါမိစ္ဆာလန်းစင်အကြောင်းဘာတွေပြောနေတာလဲစီနီယာမင်းကင်းမဲ့တဲ့စကားတွေကိုလေထဲကနေဖန်တီးပြီးငါ့ကိုလွှဲပေးဖို့မျှော်လင့်နေတာလားဒါအိမ်မက်ရောက်နေတာမဟုတ်ဘူးလားရိုင်းဆိုင်နဲ့ကောင်းမမာနဲ့ဂီတအာဇူရာတစ်ခွက်ဂိုင်းရဲ့တပည့်များငါအမိန့်ကိုနာခံကြတောင်ဆောက်ခင်းချင်းကိုဖန်တီးကြအာဇူရာတစ်ခွက်ဂိုင်းကိုဘသူကကြွကြော်ရဲတာလဲဒါဆိုမင်းကစီလင်းFrostwolf ပေါ်မင်းမိစ္ဆာတာမြင့်နီစနစ်ကိုကျင့်ကြံပြီးမိစ္ဆာလန်းစင်ကိုရောက်သွားတယ်လို့ငါကြားတယ်ဂီတငါတို့အာဇူရာတိမ်တိုက်တန့်စင်ရာဌာနကဒီကျင့်ကြံခြင်းလောကရဲ့ခေါင်းဆောင်ဖြစ်ရည်တည်နေပြီးမြင့်မြတ်သောအမိန့်အရာငါတို့မှာတာဝန်ရှိတယ်ထွက်သွားကံကောင်းမယ်မထင်နဲ့ဂီတဝိညာဉ်ကူးပြောင်းခြင်းအဆင့်ကျင့်ကြံမှုနဲ့တားမြစ်ထားတဲ့မိစ္ဆာနီစနစ်ကိုကိုင်ဆောင်ထားရင်တော့အာဇူရာတိမ်တိုက်တန့်စင်ရာဌာနရဲ့ဝိညာဉ်တန့်စင်ခြင်းအဆင့်အဲ့ဒါ3ယောက်ကိုမင်းဘယ်လိုလုပ်ရှင်နိုင်မှာလဲဂီတခဏဆောင်အဲ့ဒါဝိညာဉ်ကူးပြောင်းခြင်းစွမ်းအားမဟုတ်ဘူးသူအရင်ကထက်ဘယ်လိုလုပ်ကိုတန်မာနေတာလဲအဲ့ဒါတဆွမ်းအင်ပဲဘယ်ဝိညာဉ်ကူးပြောင်းခြင်းကျင့်ကြံသူမှအဲ့ဒါကိုမထုတ်လုပ်နိုင်ဘူးသူဝိညာဉ်တန့်စင်ခြင်းအဆင့်ကိုဖောက်ထွက်သွားတာလားလာစီလင်းခံရလိုက်တာမြင်လားသူအာဇူရာတိမ်တိုက်တန့်စင်ရာဌာနကိုနည်းနည်းမှမကြောက်ဘူးငါနောက်တစ်ချိန်ပြောမယ်ထွက်သွားမဟုတ်ရင်တေးကြစုကောင်းလေးမာနာမကြီးပါနဲ့ဂီတငါတို့ဒီနေ့အမိတ်အရလာကျင့်ကြံခြင်းမဟာမိတ်အဖွဲ့ကစုံစမ်းစစ်ဆေးဖို့အတွက်3ရက်အတွင်းမဟာမိတ်အဖွဲ့ရဲ့ဌာနချုပ်မှာတရင်ပို့ဖို့အမိန့်ထုတ်ပြန်ထားတယ်အဲ့ဒီအမိန့်ကိုမင်းညင်းဆန်ရင်ကျင့်ကြံခြင်းလောကတစ်ခုလုံးကိုစန့်ကျင်တာပဲကျင့်ကြံခြင်းမဟာမိတ်အဖွဲ့ဟုတ်လားဟဲ့ငါဒီနှစ်ပေါင်းရာနဲ့ချီတွင်းမှာမင်းတို့မဟာမိတ်အဖွဲ့တွေကိုတခါမှဝင်ခဲ့ဘူးလို့လားငါမင်းတို့မဟာမိတ်အဖွဲ့ရဲ့အဖွဲ့ဝင်မဟုတ်မှာတော့ဘာလို့မင်းတို့စုံစမ်းစစ်ဆေးမှုကိုဖြေရှင်းရမှာလဲငါမိစ္ဆာတာမြင့်နီစနစ်ကိုကျင့်ကြံခဲ့တယ်လို့မင်းတို့ပြောတယ်မင်းတို့မှာတက်တေပါရှိလဲမင်းတို့ခုနကမြင်ခဲ့တဲ့တိုက်ခိုက်မှုကအာဇူရာတစ်ခွက်ဂိုင်းရဲ့နီစနစ်မဟုတ်တာသိကြတယ်ဒါဆိုရင်တာမြင့်ထားတဲ့မိစ္ဆာစာအုပ်ကမဟုတ်ရင်ဘာလဲတုံးလိုက်တာအဲ့ဒါကမေတ္တာတရားရဲ့လမ်းစဉ်ပဲငါဘာသာဖန်တီးထားတဲ့နီစနစ်ပဲမင်းတို့ရဲ့နားလည်မှုကတိမ်လုံးပါတယ်ဒါကြောင့်မင်းတို့နားမလဲတာမှန်သမျှကိုမိစ္ဆာလန်းစင်နဲ့ပြစ်ထည့်လိုက်တာပဲအာဇူရာတိမ်တိုက်တန့်စင်ရာဌာနရဲ့မျက်လုံးတွေကဒီလောက်တောင်ကန်းနေတာလားဒါမှမဟုတ်မင်းတို့ရဲ့စိတ်တွေကပဲပျက်စီးနေတာလားမင်းကောင်းမှနေမှတော့ဒီမှာပဲတေးလိုက်တော့ခိုင်ငါးတစ်ပည့်တေချာကြည့်ထားမင်းကိုနောက်ဆုံးကွက်တစ်ကွက်တင်ပေးမယ်ဆရာတစ်ချက်တည်းနဲ့အဲ့ဒါဝိညာဉ်ကူးပြောင်းခြင်းအဆင့်ထက်ကျော်လွန်နေတာပဲငါတို့ဝိညာဉ်တန့်စင်ခြင်းအဲ့ဒါတွေကိုတောင်ကျော်လွန်နေတယ်စုပ်ကြအခုပဲစုပ်ကြဒီမိမကငါတို့ထိန်းချုပ်နိုင်တဲ့အဆင့်မဟုတ်ဘူးအခုပဲစုပ်ကြဖရားကြီးအဲ့ဒါစီလင်းကဘလောက်တောင်တန်မာတာလဲငါကျင့်ကြံလာတာ200ပေါင်းများစွာရှိပြီဂီတအဲ့လိုစွမ်းအားမျိုးတစ်ခါမှမမြင်ဘူးအာဇူရာတစ်ခွက်ဂိုင်းအနိုင်ရလိမ့်မယ်အာဇူရာတစ်ခွက်ဂိုင်းအနိုင်ရလိမ့်မယ်အာဇူရာတစ်ခွက်ဂိုင်းအနိုင်ရလိမ့်မယ်ငါတို့နီးမှမကြောက်ဘူးဆရာသူ
သူတင်းခံထားရုံပဲရှိတာသူစွမ်းအားတွေလုံးဝပြန်မရသေးဘူးဒီလက်ကတစ်ချိန်ကဓာတ်ကိုကန်ခဲ့ဘူးတဲ့တစ်ချိန်ကဆရာကိုလက်ဝါးပေါ်မှာပွေ့ဖက်ခဲ့ဘူးတဲ့တစ်ချိန်ကမိစ္ဆာတောင်းကနန်း6ကန်းပါးထဲမှာတွေးထမ်းခဲ့ဘူးတဲ့အခုတော့ရေတပုံးမယုံနဲ့နေတုံနေပြီးဓာတ်ကိုတောက်လိုက်ဆရာဒါဘာဆေးလဲအဲ့ဒါစမ်းကြိုပေးတဲ့ဆေးထက်တစ်ဆယ်ဆမကပိုခါနေတယ်ဒါအားဆေးပဲမင်းနဲ့မှရှိနေတဲ့နတ်ဖျားချုံနှောင်တော့တွေးရဲ့အကျွင်းကြံတွေကမင်းရဲ့တွေးကြောတွေကိုဝါမျိုးနေတာဆေးမတောက်ရင်နောက်3နှစ်ထက်ပိုမိုကြည့်ရတော့မှမဟုတ်ဘူး3နှစ်နတ်ဖျားချုံနှောင်တော့တွေးကငါအသက်ကိုကယ်ခဲ့ပေမဲ့မင်းအသက်ကိုပေးဆက်ရလိမ့်မယ်ငါမင်းကိုဒီကျွေးတင်နေတယ်ဆရာရဲ့လာပါဦးကျုပ်ဆရာအတွက်လိုလိုလားလားထိခိုက်ခံခဲ့တာပါ3နှစ်ဆိုတာအဆင်ပြေပါတယ်တန်ပါတယ်မင်းတင်မှာမဟုတ်ဘူးငါတပည့်တယောက်ကဒီလိုတနာစရာကောင်းအောင်တင်မှာမဟုတ်ဘူးဆရာမှာဖြည့်ရှင်းနေရှိလားနတ်ဖျားတနေသားလုံးဝနိုးထလာရင်ငါမင်းရဲ့ဝိညာဉ်မြစ်တွေကိုပြန်လဲစမ်းသစ်ပေးနိုင်တယ်ဒါပေမဲ့အဲ့ဒီအချိန်ထိမင်းအသက်ရှင်နေရမယ်ဒါကျင်တာတွေခိုးမလုံးနဲ့တော့အခုမင်းမှာဝိညာဉ်စွမ်းရင်မရှိဘူးမင်းရဲ့ကြင်ကြံမှုကိုအတင်းကျပ်သုံးရင်မင်းရဲ့တွေးကြောတွေတိတ်ဆုံးမှုကိုပုံမြန်စေလိမ့်မယ်ဒါပေမဲ့ကျုပ်တနေကုန်ဒီတိုင်းလဲနေလို့မရဘူးလေဂီတဒါဆိုရင်ငါ့ကိုကိစ္စတစ်ခုကူညီပေးတစ္ဆာဖောက်ကိုရှာပါအာဇူရာတိမ်တိုက်တန့်စင်ရဌာနက3တူညလူဝင်စားခြင်းအကြောင်းသိနေခဲ့တယ်ငါရဲ့တီးတန့်ကြင်ကြံချိန်နဲ့ပျက်စီးခြင်းမိတောက်တဲ့ဂီတအချိန်ကိုပါအတိအကျသိနေခဲ့တာဂိုင်းတွေကတယောက်ယောက်သတင်းမပေါက်ကြခဲ့ရင်သူတို့ဒီလောက်မြန်ရောက်လာမှာမဟုတ်ဘူးဂီတသူတို့ကိုရှာဘသူပဲဖြစ်ဖြစ်ဘဲထောက်မှာပုံနေငါသူတို့ဘဝကိုတေတာထက်ပိုဆိုးအောင်လုပ်မယ်ဟဲဟာငါတို့ရဲ့သူရဲကောင်းကြီးခိုင်ပါလားမင်းရဲ့ကြင်ကြံမှုတွေဖျက်ဆီးခံလိုက်ရတယ်လို့ကြားတယ်ငါစီကိုဘာကိစ္စနဲ့လာတာလဲစိန်လန်းသောလေပြင်းကန့်လန့်ကာကိုတွားဖို့ဘသူခိုင်းတာလဲခိုင်းနေဟုတ်လားအဲ့ဒါပုံမှန်တာဝန်လေးဒီစာရွက်မှာလွန်ခဲ့တဲ့3လအတွင်းမင်းနဲ့အာဇူရာတိမ်တိုက်တန့်စင်ရာဌာနရဲ့အပြင်တပိတ်တယောက်နဲ့လျှို့ဝှက်တွေ့ဆုံမှု9ကြိမ်ကိုမှတ်တမ်းတင်ထားတယ်ဂီတကျုပ်ရဲ့ကြင်ကြံမှုတွေပျက်စီးသွားပေမဲ့ကျုပ်ရဲ့ဦးနောက်ကပျက်စီးမသွားပါဘူးစိန်လန်းသောလေပြင်းကန့်လန့်ကာတာဝန်ကိုမင်းကနောက်ဆုံးမိနစ်မှာထည့်လိုက်တာအဲ့ဒါပုံမှန်တာဝန်မှတ်တမ်းမှာတခါမှမပေါ်ခဲ့ဘူးပြီးတော့အဲ့ဒီလေဝန်ပလွေ3កောင်ကလည်းတော်ရိုက်မဟုတ်ဘူးတယောက်ကတရဝါဆွဲဆောင်တဲ့အမွှေးတိုင်ကိုတုံးပြီးအဝေးကနေဆွဲဆောင်ခဲ့တာကျုပ်အဲ့ဒီမှာသိမယ်ဆိုတာမင်းသိနေခဲ့တာဒါမှမဟုတ်တယောက်ကမင်းကိုအာမခံခိုင်းခဲ့တာဟာဘာလို့အလင်းလိုနေတာလဲထိုင်ပါဦးစကားပြောရအောင်ငါမင်းကိုပြောလို့မရဘူးပြောရင်ငါအသက်ခံရလိမ့်မယ်အခုမပြောရင်မင်းဒီမှာတင်ချက်ချင်းအသက်ခံရလိမ့်မယ်ဂိုင်းချုပ်ကမင်းကိုစုံစမ်းတွေ့ရှိပြီးငါတို့ဒီကိုလာတာမင်းရဲ့တခုလေးတော့အခွင့်အရေးပဲဒါဆိုရင်ငါပေးကင်းရေးကိုမင်းတို့အာမခံရမယ်အမိတ်ပေးခဲ့တဲ့သူကအဲ့ဒါကိန်းပဲတရားဥပဒေစိုးမိုးရေးဟောခန်းကအဲ့ဒါကိန်းဘသူစဉ်းစားမိမှလဲသူကအာဇူရာတိမ်တိုက်တန့်စင်ရာဌာနကအာဇူရာတစ်ခွက်ခိုင်းထဲမှာစိုက်ထူထားတဲ့အနက်ရှိုင်းဆုံးသူရကိုပဲအဲ့ဒါကိန်းမလောပါနဲ့ကိန်းကဒီကိုင်းမှာအမြင့်တွယ်နေတာ200ပေါင်းများစွာရှိပြီးသူ့အပေါင်းပါတွေကနှက်ဆိုင်နဲ့သူ့ကိုရုတ်တရက်လှုပ်ရှားလိုက်ရင်တဲလွန်စာပျောက်သွားလိမ့်မယ်ဒါဆိုမင်းပါအကြံပေးခြင်းလဲငါတို့အဝေးကြီးကစားကြတာပေါ့သူကတူညလူဝင်စားခြင်းကိုလိုချင်တာမဟုတ်လားဒါဆိုငါသူ့ကိုတခုပေးလိုက်မယ်ရွှေရောင်ရတနာတိုက်ပရဝင်ရဲ့တားမြစ်ထားတဲ့အပိုင်းကနေသတင်းပြန့်နှံ့သွားတဲ့တူညလူဝင်စားခြင်းရဲ့ကူးယူထားတဲ့စာရွက်တစ်ရွက်ပျောက်ဆုံးသွားခဲ့တယ်အဲ့ဒီစာရွက်မှာနတ်ဖျားတနေသားကိုပေါင်းစည်းဖို့တော့ချက်မနေရပါဝင်တဲ့ကိန်းကတကယ်သစ္စာဖောက်ဆိုရင်ဒီအခွင့်အရေးကိုလွတ်မှာမဟုတ်ဘူးငါတို့ရတနာတိုက်မှာသူ့ကိုစောင့်နေုံပဲစောင့်ပါဦးမဟုတ်ဘူးသူမနေရကိုခိုးဖို့လာတာမဟုတ်ဘူးသူကကင်းထောက်ဖို့ဒါမှမဟုတ်ငါတို့ရဲ့အာယုံကိုလွှဲဖို့လာတာတကယ်ပြစ်မှတ်ကတခြားနေရာမှာငါတို့အယူလောက်ခံလိုက်ရတာသူတို့ရဲ့တကယ်ပြစ်မှတ်ကမန်နီယာမဟုတ်ဘူးဆရာကိုယ်တိုင်ပဲကြားကိုတောင်ပေါ်ကနေဆွဲထုတ်ဖို့အယုတ်ပြလိုက်တာရွှေရောင်ရတနာတိုက်ကထိတ်တန်းတိုက်ခိုက်သူတွေကိုဆွဲဆောင်သွားချိန်မှာအဲ့ဒါကိန်းရဲ့တကယ်တိုက်ခိုက်မှုကတားမြစ်နယ်မြေကိုညှိတည်နေတာမကောင်းဘူးတခုခုဖြစ်ပြနေပြီးနောက်ဆုံးတော့မင်းကိုတွေ့ပြီးပဲကောင်းကင်ဟာတာဘာဝနန်းတော်နဲ့အတူထွက်ပြေးတော့ဆရာခိုင်ပြေးတော့ဒါဆိုမင်းကသူ့အတွက်နတ်ဖျားချုံနှောင်တော့တွေးကိုတည်ဆောင်ပေးခဲ့တဲ့ကောင်လေးပေါ့ဟင်းသူ့ကိုမထိနဲ့ဒါဆိုဒါကနတ်ဖျားတလေသားပေါ့ခိုင်ပြေးတော့ကြုံမပြေးဘူးပြီးသွားပြီအားငါကိုငါမုန်းတယ်ဘာလို့ဒီလောက်တောင်အားနေနေရတာလဲရတနာတိုက်ကိုသွားပြီးအတုံးမကျတဲ့အယုတ်ဖြစ်ကစားခဲ့တာကိုငါကိုငါမုန်းတဲ့ဆရာကိုတောင်မကာကွယ်နိုင်တာကိုငါကိုငါမုန်းတယ်မင်းဒီအတိုင်းလက်လျှော့တော့မလို့လားမင်းကနတ်ဖျားတနေသားကိုတောင်တဲဆောင်ဝင်ခဲ့တာမင်းရဲ့ကြင်ကြံမှုကိုတောင်ဆွလွန်ဝင်ခဲ့တာဒါပေမဲ့မင်းမျက်လုံးဖွင့်ပြီးသူ့ကိုထက်ကြည့်ဖို့မဝဲမရဲဖြစ်နေတော့ပဲမင်းဘသူလဲ तू မသေးသေးပါဘူးဒါပေမဲ့တေးဖို့လည်းမဝေးတော့ပါဘူးမင်းသူ့ကိုကဲနိုင်မလားငါမကဲနိုင်ဘူးဒါပေမဲ့မင်းကယ်နိုင်နဲ့ငါကအခုပျက်စီးနေတဲ့သူပဲငါကြင်ကြံမှုတွေအကုန်လုံးပျောက်ကွယ်သွားပြီးငါသူ့ကိုဘလို့လုတ်ကယ်နိုင်မှာလဲနတ်ဖျားချုံနှောင်တော်တွေးကမင်းရဲ့ကြင်ကြံမှုကိုအကြောင်းမဲ့ဖျက်ဆီးလိုက်တယ်လို့မင်းထင်နေတာလားအဲ့ဒါကမင်းရဲ့အခြေခံကိုပြန်လဲစမ်းသစ်ပေးနေတာနတ်ဖျားတွေးကိုတဲဆောင်ထားတဲ့မတေမျိုးခန္ဓာကိုယ်ဟာတေဆုံးခြင်းသို့မဟုတ်မိတောက်တွေထဲကနေပြန်လဲမွေးဖွားခြင်းဖြစ်ရမယ်မင်းရဲ့ဒဏ်ချမ်းကပျက်စီးမသွားပါဘူးအဲ့ဒါကပျက်စီးသွားပြီးပြန်လဲတိဆောက်ဖို့စောင့်ဆိုင်နေတာမင်းရဲ့ဝိညာဉ်မြစ်တွေကတေဆုံးမသွားပါဘူးအဲ့ဒါတွေကနိုးထားဖို့ဂီတစောင့်ဆိုင်နေတာမေးစရာတခုပဲရှိတာကမင်းမှာအဲ့ဒီမီးကိုမွေးဖို့တတိရှိရလားဆိုတာပဲဘလို့ဂီတမွေးရမှာလဲမင်းရဲ့ဆရာကိုတွားရှာသူ့ကိုပြန်ခေါ်လာခဲ့ပြီးရင်မင်းရဲ့အသက်နဲ့မင်းရဲ့နတ်ဖျားတနေသားရဲ့ပြည့်စုံမှုအတွက်လဲလိုက်ပါမင်းလိုလားရှိရလားကျုပ်လိုလားရှိပါတယ်ဒါဘယ်နေရာလဲဆရာဘယ်မှာလဲဆရာဘလို့လို့ဘာလို့လဲမင်းငိုနေတာလားဟုတ်တာဘူးကျုပ်မငိုပါဘူးလိန်ညာနေတာငါဂီတသွားရမယ်မဟုတ်ဘူးနတ်ဖျားတနေသားပျက်စီးသွားတာကိုပြန်ပြင်လို့မရဘူးမူလအစနဲ့ကံကြမ္မာတူညီတဲ့ဝိညာဉ်တစ်ခုကနတ်ဖျားတနေသားတဲ့ကိုလိုလားပေါင်းစည်းပြီးသူ့ရဲ့ဝိညာဉ်ကိုပေါင်းစည်းတဲ့စွမ်းအားဖြင့်အသုံးပြုပြီးပျက်စီးနေတဲ့နတ်ဖျားတနေသားကိုပြန်လဲပေါင်းစည်းမပေးရင်ပေါ့မူလအစတူညီတဲ့ကံကြမ္မာတူညီတဲ့နတ်ဖျားချုံနှောင်တော်တွေးကြောင့်ဆရာနဲ့ကျုပ်ကြားကဝိညာဉ်တွေကပေါင်းစည်းပြီးသားအဲ့ဒါကငါတို့ကြားမှာမူလအစတူညီတဲ့ကံကြမ္မာတူညီတယ်ဆိုတာဖြစ်စေတာပေါ့ကောင်းလေးမင်းဘာလုပ်နေတာလဲကျုပ်သူ့ကိုဂတိပေးခဲ့တယ်ဂီတကျုပ်ရဲ့ဝိညာဉ်နဲ့ကျုပ်သွေးကိုလောင်ကျွမ်းစေပြီးကျုပ်ခန္ဓာကိုယ်ကိုကြောက်စုဖြစ်ချုံနှောင်ကတရေသားကိုပြန်လဲပေါင်းစည်းဖို့အနှစ်သာရကိုပြန်ပေးပါတယ်ဆရာပြန်ရောက်လာပြီးမင်းတုံးအတက်ကောင်မိုက်မဲတဲ့ကိစ္စကိုထပ်လုပ်ပြန်ပြီးဆရာကျုပ်ဝမ်းသာအားရနောက်တစ်ခါထပ်လုပ်ပါမယ်မိုက်မဲတဲ့တပည့်ဟင်းအတုံးမကျတဲ့အယူတာမန်တာဝန်တစ်ခုကိုတော့မလုပ်နိုင်ဘူးမင်းကအတွက်ဘာတုံးကြလဲတခင်တက်ညာပါငါကောင်းကင်ဟာတာဘာဝနန်းတော်ကိုငါမှရှိသမျှအရာအလုံးနဲ့အမှုထမ်းခဲ့ပါတယ်အတုံးမကျတဲ့အကွက်တစ်ခုကတေးတဲ့နဲ့မင်းရဲ့တပည့်ကိုပါမဖြတ်စည်းနိုင်ခဲ့တာကိုကိုဘာသာအပြစ်တင်လိုက်နတ်ဖျားအဓိကစွမ်းရင်အောင်ဖြစ်ပေါ်နေပြီလားမဖြစ်နိုင်တာသူကလူဝင်စားဝိညာဉ်တစ်ခုမဟုတ်ဘူးလားဘလို့လုံးနတ်ဖျားအဓိကစွမ်းရင်ကိုဒီလောက်မြန်ပေါင်းစည်းနိုင်တာလဲအဲ့ဒီကျွတ်နှစ်ကောင်ကတော့တကယ်မြန်တာပဲဆရာ
ဘယ်မှာလဲဒါဆရာအခမ်းပဲကျုပ်ခန္ဓာကိုယ်ကမနာတော့ဘူးဒါပါဆွမ်းအားလဲကျုပ်ရဲ့ဒဏ်ချမ်းဆောက်ပါဦးဒီဟာကဘဲရွှေအောင်စုနိုင်ထက်မဆိုပိုကြီးပြီးပိုလင်းနေတဲ့အဲ့ဒါထုတ်လို့တဲ့လှိုင်းကကျုပ်ကိုယ်တောင်ကြုံမွေးစေတယ်မင်းနိုးလာပြီပေါ့ဟင်းဒီလောက်ကြာအောင်အိတ်နေတာမင်းဝက်လာနတ်ဖျားချုံအောင်တော့တွေးကမင်းရဲ့အခြေခံကိုပြန်လဲတိဆောက်ပေးလိုက်ပြီမင်းကတာမန်လူမဟုတ်တော့ဘူးမင်းရဲ့ကြင်ကြံမှုကရွှေအောင်စုနိုင်အဆင့်လွန်နဲ့တန်းတူပဲရွှေအောင်စုနိုင်အဆင့်လွန်ဒါပေမဲ့ဒါကရိုးရိုးရွှေအောင်စုနိုင်မဟုတ်ပါဘူးအဲ့ဒါကနတ်ဖျားချုံအောင်တော့တွေးနဲ့ငါရဲ့နတ်ဖျားတလေသားဆွမ်းအားတို့ပေါင်းစည်းမှုကနေဖြစ်ပေါ်လာတဲ့တူပနတ်ဖျားအဆင့်မှာအဲ့ဒါကမင်းရဲ့အဆင့်ထက်အများကြီးကျော်လွန်တဲ့ဆွမ်းအားကိုပေးစွမ်းတယ်ဒါပေမဲ့အဲ့ဒါကမင်းကနဲ့တလန်းနဲ့ရှောက်လန်းနေပြီဆိုတာကိုလည်းအတိတ်ပဲရတယ်ဘယ်လန်းလဲနတ်ဖျားဖြစ်တည်ခြင်းစီတို့လန်းစင်ကောင်းကင်ကိုစန့်ကျင်တဲ့လမ်းစဉ်လည်းဖြစ်တဲ့အဆင်ပြေပါတယ်ကျုပ်ဆရာအတွက်တစ်ကမ္ဘာလုံးကိုစန့်ကျင်ခဲ့ပြီးပြီပဲရှက်ရမ်းရမ်းတာနတ်ဖျားတနေသားကပြန်လဲစမ်းတစ်ပြီးရင်ငါစီကနေအရန်ဝေးဝေးသွားလို့မရဘူးမစော့နဲ့ဒါပေမဲ့မင်းရဲ့30ပေတွင်းမှာရှိနေသေးတော့လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ပါတယ်ဒါကြောင့်နောက်ပိုင်းကျရင်သူ့ကိုမင်းရဲ့အင်ဂျီလက်အိတ်ထဲမှာအမြဲတမ်းထည့်ထားလိုက်ပါတနေကုန်ငါနားရွက်ထဲမှာညီးတွဲနေတာတက်တာပေါ့အဲ့ဒီအယူခိုင်အရှ်ဝုတ်ဘာလို့နိုးမလာသေးတာလဲသူတည်ရင်ငါသူ့အခန်းတွေကိုဖျက်ဆီးပစ်မယ်ကျုပ်မတည်သေးပါဘူးဟုတ်တယ်မင်းတည်နေတာမင်းတို့နှစ်ယောက်ကမစင်မချင်းလှုပ်တုံးပဲအာဇူရာတိမ်တိုက်တန့်စင်ရာဌာနနဲ့ကောင်းကင်ဟာတဘာဝနန်းတော်တို့နှစ်ခုစလုံးလောလောဆယ်ဆုတ်ခွာသွားကြပြီမဲ့ဒီတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူးငါတို့ရင်ဆိုင်ရအောင်မဲ့တကယ်မုံတိုင်းကရှေ့မှာရှိနေသေးတယ်ကျုံနားလဲပါတယ်ဆရာဒါဆိုရင်ဒီနေ့ကစပြီးငါမင်းကိုကိုယ်တိုင်တင်ပေးမယ်ဘာတင်ပေးမှလဲနတ်ဖျားဖြစ်လာဖို့နဲ့နတ်ဖျားအဖြစ်အသက်ရှင်ကျန်နေဖို့ဆရာကောင်းကင်ဟာတဘာဝနန်းတော်ကတကယ်တော့ဘာနဲ့တူလဲကောင်းကင်ဟာတဘာဝနန်းတော်ကနတ်ဖျားဘုံရဲ့အရှိကြဆုံးအာနာပိုင်တွေကတခုပါကဘာတီးတီးကနေတက်လန်းလာတဲ့လမ်းကြောင်းတွေကိုကြည့်ချက်ပြီးကဘာတီးတီးရဲ့အစင်လာကိုထိမ့်သိမ့်နေလို့ကြွေးကြော်ထားတာလွန်ခဲ့တဲ့နှစ်သုံးတူညကငါကကောင်းကင်ဟာတဘာဝနန်းတော်ရဲ့နတ်ဖျားမဖြစ်ခဲ့တာအောက်ကမတိမျိုးကဘာရဲ့နေမြေတစ်ခုကိုကြည့်ချက်ဖို့တာဝန်ပေးခံခဲ့ရတယ်အဲ့ဒီနောက်နန်းတော်ထဲကတယောက်ကတာမန်လူတွေရဲ့နတ်ဖျားဝိညာဉ်တွေကိုတိတ်တဆိတ်ရိတ်သိမ်းပြီးမတိမြဆေးပြားတန့်စင်ဖို့တုံးနေတာကိုငါစုံစမ်းတွေ့ရှိခဲ့တယ်ငါမင်းသမီးစီတရင်ပို့ဖို့စူးစမ်းခဲ့ပေမဲ့သူကငါ့ကိုမိစ္ဆာလန်းစင်နဲ့ပေါင်းတင်းနေဆိုပြီးဆွဆွဲချက်ပြန်လှည့်လိုက်တယ်ငါရေခဲစိမ်းလူဝင်စားခြင်းတွေကိုတွန်းပို့ခံရပြီးဒီကဘာကိုထွက်ပြေးခဲ့ရတာဒါဆိုငါတို့သူတို့လာမှာကိုဒီအတိုင်းစောင့်နေရမှာလားမဟုတ်ဘူးငါနတ်ဖျားဘုံကိုပြန်သွားမယ်နတ်ဖျားတနေသားကလုံးဝနိုးထလာပြီးငါရဲ့နတ်ဖျားအဆင့်ကစတင်ဖြစ်ပေါ်နေပြီးအဲ့ဒါကငါပြန်လဲတက်လန်းဖို့အခွင့်အရေးရပြီဆိုတာကိုဆိုလိုတာပဲနေမြေအတားစီးကိုဖောက်ထွက်နိုင်တဲ့၍ငါနတ်ဖျားဘုံကိုပြန်သွားနိုင်တယ်ကျုပ်ကိုလည်းဆရာနဲ့အတူလိုက်ခွင့်ပြုပါကျုပ်ဆရာကိုထားခဲ့ဖို့ဘယ်တော့မှမစင်စားခဲ့ဘူးဒါပေမဲ့မဟုတ်ရင်ငါတို့မလုပ်ခင်ကိစ္စနှစ်ခုလုပ်ရမယ်ပထမအတားစီးကိုဖောက်ထွက်နိုင်မယ်နီးလန်းရှာရမယ်ဒုတိယမင်းရဲ့ကြင်ကြံမှုကိုမြင့်တင်ရမယ်မင်းရဲ့အဆင့်ရွှေအောင်စုနိုင်အဆင့်လွန်နေဆိုရင်နတ်ဖျားဘုံရဲ့မမြင်နိုင်တဲ့တာအိုဖိအားကြောင့်ကြေမွသွားလိမ့်မယ်ဒုတိယအဆင့်အတွက်အနည်းဆုံးတော့ဝိညာဉ်တန့်စင်ချင်းအထုတ်ထိတ်အဆင့်ကိုရောက်ရမယ်တစ်နှစ်အတွင်းမှာမင်းဝိညာဉ်တန့်စင်ချင်းအဆင့်ကိုဖောက်ထွက်ရမယ်ဒါပေမဲ့မင်းကိုကူညီဖို့ငါမှာနတ်ဖျားနီးစနစ်ရှိပါတယ်မင်းတာမန်ကျင့်ကြံသူလိုလေ့ကျင့်စရာမလိုပါဘူးမင်းပျက်စီးသွားရင်အောက်ပုံမှာပဲကြံခဲ့မယ်မင်းအောင်မြင်ရင်ငါနဲ့အတူကောင်းကင်ဟာတာဘာဝနန်းတော်ကိုချီတက်မယ်ဟုတ်ပါတယ်ဆရာဟဲသူ့အားဆရာကျေးဇူးပြုပြီးညပါနာတဲ့မင်းအရှိန်မြန်မြန်တိုးတက်ခြင်းရင်ဒါကိုခံနိုင်ရင်ရှိရမယ်မင်းခံထိုက်ပါတယ်ဟာမင်းဘာလို့ရင်းနေတာလဲထားဆက်လို့ဆရာကျုပ်ကိုနည်းနည်းလေးမှမတနာဘူးလားနည်းနည်းမှမတနာဘူးကောင်းကင်တာဦးတရားကိုနားလည်ဖို့ဝိညာဉ်ကူးပြောင်းခြင်းစွမ်းအားကိုဝိညာဉ်ကူးပြောင်းခြင်းကနေဝိညာဉ်တန့်စင်ခြင်းကိုတွားဖို့ဆိုတာတာမန်ဝိညာဉ်စွမ်းအားနဲ့တင်ဖောက်ထွက်လို့ရတာမဟုတ်ဘူးတာဦးတရားကိုနားလည်ရမယ်ဒါငါရဲ့တာဦးတရားပဲမင်းနားလည်ရလားကျုပ်နားလည်ပါတယ်ဘာကိုနားလဲတာလဲကာကွယ်ခြင်းရဲ့တာဦးတရားဒါဆိုဒါကဝိညာဉ်တန့်စင်ခြင်းရဲ့စွမ်းအားပေါ်အယူလေးတမလာပြီးဆရာကျုပ်အောင်မြင်သွားပြီးတော့တယ်ငါမင်းအတွက်ဂုဏ်ယူပါတယ်အဲ့ဒီခိုက်တံမှာငါတို့ကြားကတခုခုစီကိုဖောက်ထွက်ဖို့အနည်းဆုံးဝိညာဉ်တန့်စင်ခြင်းကျင့်ကြံသူ၃ယောက်အတူတကွပူးပေါင်းဆောင်ရွက်ရမယ်မင်းအခုဝိညာဉ်တန့်စင်ခြင်းအဆင့်ကိုရောက်ပြီးငါရဲ့ကပ်ပေးအန်ရဲ့နယ်ပယ်ကိုပေါင်းလိုက်ရင်တော့လုံလောက်သေးတာမဟုတ်ဘူးအဲ့ဒါဝက်ကလေကပ်ပေးအန်ရဲ့နယ်ပယ်ကိုရောက်ခဲ့ပေမဲ့သူ့ရဲ့နတ်ဖျားဝိညာဉ်အဓိကစွမ်းအင်ကပျက်စီးနေလို့အတင်းကျပ်လှုပ်ရှားရင်သူ့ဝိညာဉ်လုံးဝပျက်စီးသွားနိုင်တယ်ကော်ဗင်ငါရဲ့စီနီယာအကိုကလည်းကောင်းကင်ဟာတဘာဝနန်းတော်ရဲ့တစ္ဆာဖောက်တယောက်ပဲလွန်ခဲ့တဲ့နှစ်သုံးတူညကနန်းတော်တွေကပူပေါင်းကြံစီမှုမှာငါအတွက်ထွက်ပြီးပြောပေးခဲ့တဲ့တူးရဲတော်သူပဲအဲ့ဒါကြောင့်သူနန်းတော်ကနေနှင်ထုတ်ခံရပြီးမိစ္ဆာလန်းစင်တွေရောက်သွားခဲ့တာဒီနှစ်သုံးတူညအတွင်းမှာသူနတ်ဖျားဘုံနဲ့အောက်ကဘာကြားကအကွဲပြဲထဲမှာလွတ်မျောနေပြီးကိုပိုင်စွမ်းအားတစ်ခုကိုတိဆောက်ခဲ့တာဘသူကမှောင်ရီဝေမျိုးတော်မှာကျူးကျော်ရဲတာလဲအာဇူရာတစ်ခွက်ကိုင်းရဲ့စီလင်းပါအားမတေမျိုးစီလင်းပါလားမြို့တော်တခင်ကမတေမျိုးကိုစောင့်နေတာပါကျေးဇူးပြုပြီးကြောက်နောက်ကိုလိုက်ခဲ့ပါစီလင်းနဲ့တုံးတူညမင်းနောက်ဆုံးတော့ငါစီလာတွေ့ပြီပေါ့ကော်ဗင်ငါမင်းရဲ့အကူအညီလိုတဲ့အကူအညီဟုတ်လားဒါဆိုတာကမင်းရဲ့နတ်ဖျားတနေသားပေါ့တော်တော်ချစ်စရာကောင်းတာပဲဟင်းပြောပါဘာကိစ္စလဲငါနတ်ဖျားဘုံကိုပြန်သွားမလို့မင်းယူနေတာလားနတ်ဖျားအဆင့်ဖြစ်ပေါ်ရုံနဲ့ကောင်းကင်ဟာတဘာဝနန်းတော်ထဲကိုလက်လျှောက်ဝင်သွားလို့ရမယ်ထင်နေတာလားမင်းသမီးကကောင်းကင်စူးစီးရာနေပဲမှာရှိနေတာအဲ့ဒါများဟောခန်းတွေကအိုကြီးအိုမ12ယောက်သူတို့ဘာလုပ်နိုင်လဲဆိုတာမင်းမသိပါဘူးငါသိပါတယ်မင်းသိရတာနဲ့တေရင်တူဖို့သွားနေတော့မဲ့လားငါတေရင်တူဖို့သွားနေတာမဟုတ်ဘူးငါရဲ့ကလေးစားချေချင်းစီရှောက်လန်းနေတာမင်းကအရင်တိုင်းပဲခေါင်းပါတယ်မစင်မချင်းလုပ်တယ်ကိုယ့်အသက်ကိုတန်ဖိုးမထားဘူးငါစီကဘာလို့ချင်တာလဲပြောတစိတ်ကိုဖြက်စီးပါနေမြေအတားစီကိုဖြိုခွဲပါဟာမင်းနှစ်တွေကြာလာတာနဲ့အမျှပိုယူလာတာပဲအဲ့ဒါဘလောက်တောင်စွမ်းအားလို့လဲမင်းသိရလားအဲ့ဒါကိုနောက်ဆုံးစူးစမ်းခဲ့တာလွန်ခဲ့တဲ့နှစ်သုံးတူညကအဲ့ဒီယူကသူ့ဝိညာဉ်ကိုအစိမ့်လိုက်ဖြက်စီးခဲ့တာငါသိပါတယ်အဲ့ဒါကြောင့်ငါမင်းစီလာတာပါအကိုငါမင်းကိုလိုအပ်တယ်မင်းအခုနာကငါ့ကိုဘာလို့ခေါ်လိုက်တာလဲအကိုလွန်ခဲ့တဲ့နှစ်သုံးတူညကငါမင်းကိုမယုံခဲ့ဘူးငါမှားခဲ့ပါတယ်အဲ့ဒီစကားအကိုအဲ့ဒါနှစ်သုံးတူညနောက်ကျသွားခဲ့ပြီးဟေးပြင်ဆင်ထား3ရက်အတွင်းငါမင်းနဲ့လိုက်ခဲ့မယ်ဒါပေမဲ့ဒါကိုမှတ်ထားမင်းနတ်ဖျားပုံမှာတည်ရင်ငါမင်းရဲ့နတ်ဖျားတနေသားကိုအဆောင်လုပ်ပြီးငါကူတင်သားမှာချိတ်ထားမယ်ပြီးတော့မင်းနာမည်ကိုနေ့တိုင်းချိန်ဆမယ်မင်းမဝင်ရဲပါဘူးဟာဒီဟာလေးကမင်းလိုပဲဒေါသကြီးတာပဲဒါကဒီကဘာရဲ့ဝိညာဉ်စွမ်းရင်အထူးထက်ဆုံးတဲ့နေမြေ
အတားစီအားနည်းဆုံးနေရာပဲအစင်သင့်ဖြစ်ပြီလားကြိုက်တဲ့အချိန်ငါအစင်သင့်ဖြစ်ပြီးဆရာဒါဆိုစကြတာပေါ့ဖောက်ထွက်လိုက်သွားမြင်ပြန်လာခဲ့တာကကောင်းကင်ဟာတဘာဝနန်းတော်ရဲ့နေမြေအပြင်ဘက်ဆုံးအစွန်ဖျားကြေကြွေရာနေမြေပဲငါတို့မှာအများဆုံးတနာရီပဲရှိတယ်အဲ့ဒီနောက်တော့နန်းတော်ကအတားစီပျက်စီးသွားတာကိုတည်သွားပြီးစုံစမ်းဖို့လူလွတ်လိမ့်မယ်နန်းတော်ထဲမှာငါရဲ့မူလပုံစံကိုသိတဲ့သူတွေအများများတယ်ဒါပေမဲ့နတ်ဖျားတနေသားကိုတော့ဘယ်သူမှမသိကြဘူးငါရဲ့မူလပုံစံကိုတုံးပြသူတို့အာယုံကိုဆွဲဆောင်မယ်သူတို့အာယုံလွဲနေတော့နတ်ဖျားတနေသားကမင်းနဲ့အတူခိုးဝင်လိမ့်မယ်ဘယ်ကိုခိုးဝင်မှာလဲနန်းတော်ကအစိုးဆုံးရာဇဝတ်သားတွေကိုထိမ့်သိမ်းထားတဲ့နတ်ဖျားထောင်လုံးခဲ့တဲ့နှစ်သုံးတူညကငါမတရားဆွဆွဲခံခဲ့ရတဲ့တက်တွေကနတ်ဖျားထောင်ရဲ့အနေဆုံးအစ်စ်မှာကွက်ထားတာအဲ့ဒီတက်တွေရသွားရင်ကောင်းကင်ဟာတဘာဝနန်းတော်ရဲ့အရှုပ်တော်ပုံကိုလူတိုင်းမြင်အောင်ဖွင့်ထုတ်နိုင်ပြီးမင်းသမီးနဲ့အဲ့ဒါများဟောခန်းကိုဖြိုလိုက်နိုင်လိမ့်မယ်မောင်ယူဝေမျိုးတော်ကနန်းတော်ထဲမှာသူရှိုးတွေစိုက်ထူထားတဲ့ဒါနတ်ဖျားထောင်အဆောက်တစိပ်ပြားပဲအဲ့ဒါကပထမ3ဆင်းရဲ့တကားတွေကိုဖွင့်ပေးလိုက်မယ်အဲ့ဒီနောက်ပိုင်းတော့မင်းဘာသာမင်းလုပ်ရလိမ့်မယ်ပြစ်မှတ်တွေ့ပြီးလှုပ်ရှားချက်ဒီနေရာကအဆောင်ရှောက်အရန်ထူထက်တယ်ငါတို့တတိထားပြီးလှုပ်ရှားရမယ်ဒါကိုဝတ်ထားရှိမှာပထမ3ဆင်းရဲ့အဆုံးပဲအဲ့ဒါကိုဖွင့်ဖို့နတ်ဖျားတွေးလို့တယ်ငါကနန်းတော်ကနေနှင်ထုတ်ခံရတဲ့တစ္ဆာဖောက်တစ်ယောက်ပဲငါတွေးကနတ်ဖျားအကာအကွယ်တွေရဲ့ညင်းပယ်ခြင်းခံရပြီးသားဒါဆိုငါတို့ဘာလို့ကြမလဲနတ်ဖျားတနေသားရဲ့တွေးကမူလပုံစံထက်ပိုသုံးဝင်နေတာပဲဒါပေါ့ငါကနတ်ဖျားဝိညာဉ်ရဲ့အစင်ကြယ်ဆုံးအဓိကစွမ်းရင်လေသူ့မူလပုံစံရဲ့စင်ကြယ်မှုကငါစီတောင်မမိပါဘူးဟုတ်ပါတယ်မင်းကအတော်ဆုံးပါဟင်းသူပဲအဲ့ဒါ boss ဒါဆိုနှစ်သုံးတူညအတွင်းမှာနန်းတော်ကဒါကိုပဲလုပ်နေခဲ့တာပေါ့ကဘာမြောက်များစွာရဲ့အသက်တွေကိုလောင်စာဖြစ်သုံးပြီးမတေမျိုးဆေးပြားတန့်စင်နေခဲ့တာကဘာအတီးတီးရဲ့အစင်လာကိုထိမ့်သိမ့်တယ်လို့ကြွေးကြော်ထားတဲ့ကောင်းကင်ဟာတဘာဝနန်းတော်ကဒီလိုမနုတဆန်တဲ့ရာဇဝတ်မှုကိုကျူးလွန်နေခဲ့တာဆရာကဒီလိုဝက်ချက်ကိုစုံစမ်းတွေ့ရှိခဲ့လို့မတရားဆွဆွဲခံရပြီးဒုက္ခတွေဖြစ်ခဲ့ရတာငါမင်းကိုစောင့်နေတာကြာပြီးစီလင်းရဲ့တပေးမိစ္ဆာကော်ပင်ပြီးတော့အဲ့ဒီချစ်စရာကောင်းတဲ့နတ်ဖျားတနေသားလေးမင်းတို့လာမှတော့ပြန်မသွားရတော့ဘူးကော်ပင်မတွေ့တာကြာပြီးတော့အဲ့ဒါ boss ပြီးတော့ဒီကလေးလေးမင်းတွေကတူပါနတ်ဖျားအဆင့်ကတကယ်ကိုကျွမ်းကျင်စွာပြုလုပ်ထားတာပဲမင်းရဲ့နတ်ဖျားဝိညာဉ်ကိုမိဖို့လေပစ်ထည့်လိုက်ရင်နတ်ဖျားတောင်းကနန်းဆေးပြအကောင်စား batch တစ်ခုတတ်ဆင်နိုင်လိမ့်မယ်ဒီအဖိုးကြီးကကပေးအန်ရဲ့နေပဲကျင့်ကြံသူထက်ပိုတန်ပါတယ်ဒီနေ့မင်းတို့အားလုံးငါမိဖို့အတွက်လောင်စာဖြစ်သွားလိမ့်မယ်မင်းသမီးရောအခုလိုကိစ္စမျိုးအတွက်သူကိုယ်တိုင်မလာဘူးလားမင်းသမီးကလွန်ခဲ့တဲ့နှစ်300ကတည်းကတည်သွားခဲ့တာငါကိုယ်တိုင်သူ့ကိုအဲ့ဒီကိုပို့ပေးခဲ့တာကောင်းကင်ဟာတာဘာဝနန်းတော်ကအခုငါလက်အောက်မှာရှိတယ်မင်းမကောင်းဆိုးဝါဒီနေ့ငါမင်းသမီးအတွက်ကလေးစားချင်မယ်ရက်လိုက်ဒါဆိုဒါကစစ်မှန်တဲ့နတ်ဖျားဆွမ်းအားပေါ်ကော်ဖင်မင်းတကယ်ပဲကပေးအန်ရဲ့နေပဲရဲ့အထုပ်ထိပ်ကိုထိတွေ့ခဲ့တာပဲမင်းပေါင်းစည်းခြင်းနေပဲကိုမရောက်သေးတာနှမျောစရာပဲအဲ့ဒါကကောင်းကင်စူးစီးသူတယောက်နဲ့ဘယ်လိုလုပ်ရှင်နိုင်မှာလဲငါစဉ်းစားမိတာကတော့နှစ်သုံးတူညထွက်ပြေးခဲ့ရပြီးနောက်မင်းမမောသေးဘူးလားဒါဆိုရင်တော့ငါမင်းကိုတေးဆုံးခြင်းပေးပါမယ်အေးချမ်းသွားတာပေါ့အဲ့ဒါ boss အားမင်းတယောက်တည်းနတ်ဖျားဖြစ်နိုင်တယ်လို့မထင်လိုက်နဲ့မင်းကပေးအန်ရဲ့နေပယ်ဆွမ်းအားပဲရှိတဲ့တာမန်လူတယောက်ကစစ်မှန်တဲ့နတ်ဖျားအဆင့်ကိုဘယ်လိုလုပ်ပေါင်းစည်းနိုင်တာလဲငါမင်းကိုကျေးဇူးတင်ရမှာပါလွန်ခဲ့တဲ့နှစ်သုံးတူညကမင်းငါကိုမတရားဆွဆွဲပြီးရေခဲစိမ့်နဲ့တွန်းပို့ခဲ့တာဒီနှစ်သုံးတူညအတွင်းဘဝတိုင်းမှာငါသုံးတူညလူဝင်စားခြင်းကိုကြင်ကြံခဲ့တာရေခဲစိမ့်တစ်ခုစီကငါရဲ့နတ်ဖျားဝိညာဉ်ကိုပုံမတန့်စင်ပေးခဲ့တယ်မတိမျိုးခန္ဓာကိုယ်ကိုလောင်ကျွမ်းစေခဲ့တယ်မတန့်ရှင်းတဲ့အစအနာတိုင်းကိုလောင်ကျွမ်းစေခဲ့တယ်မင်းငါအပေါ်ခတ်ခဲ့တဲ့အဆုံးထင်းတိုင်းကိုလောင်ကျွမ်းစေခဲ့တယ်ငါရဲ့နတ်ဖျားဝိညာဉ်တန့်စင်ပြီးပြည့်စုံသွားတဲ့အထိပြီးတော့ငါရဲ့နတ်ဖျားအဆင့်ကသူ့ဟာသူဖြစ်ပေါ်လာခဲ့တာအဲ့ဒါ boss မင်းဆေးပြားတန့်စင်ခြင်းတာမဟုတ်ဘူးလားငါဒီမှာရှိတယ်ငါကမင်းရဲ့ဆေးပြားပဲမင်းငါကိုတကယ်မျိုးချနိုင်မလားကြည့်ရတာပေါ့ရိုင်းဆိုင်လိုက်တာမဖြစ်နိုင်တာမင်းနတ်ဖျားအဆင့်ကိုဖြစ်ပေါ်ရုံပဲရှိသေးတာငါရဲ့ကြဲအဓိကကပေးအန်ရကိုမင်းခံနိုင်စရာအကြောင်းမရှိဒီဘူးမင်းရဲ့စွမ်းအားကခိုးယူထားတာမို့လို့ပဲမင်းဆေးပြတန့်စင်ဖို့အောက်ပုံကတရဝါရီရဲ့ဝိညာဉ်တွေကိုစုပ်ယူခဲ့တာငါရန်ထားတဲ့စွမ်းအားကဘလောက်ပဲတတ်မှာပါစေအထက်မှာဟာလာဟင်းလင်းဖြစ်နေလုံးပဲငါစွမ်းအားကတဆင့်ပြီးတဆင့်တိဆောက်ခဲ့တာအလောင်းကောင်တောင်တွေနဲ့တွေးပင်လေတွေကြားကနေထွန်းထူးခဲ့တာနှစ်သုံးတူညစာအကျွေးဒီနေ့တောင်းယူမယ်အားအိုးအားမဖြစ်နိုင်တာမဖြစ်ငါကြင်ကြံလာတာ250တူညကြော်ပြီးမိမပြိုလေးတယောက်ကိုငါဘလို့လှုပ်ရှုံးနိုင်မှာလဲမင်းကြင်ကြံခဲ့တာကစစ်မှန်တဲ့တာဦးတရားမဟုတ်လို့ပဲခိုးယူထားတဲ့အရာကမင်းပိုင်လုံးဝမဟုတ်ဘူးဟာငါ့ကိုတက်လိုက်ရင်ဒါတွေပြီးသွားမယ်ထင်နေတာလားကောင်းကင်ဟာတာဘာဝနန်းတော်ရဲ့အဲ့ဒါများဟောခန့်မှာအဲ့ဒါ12ယောက်ရှိတယ်ငါ့ကိုတက်လိုက်ရင်ကျန်တဲ့10တယောက်ကစွမ်းအားတွေပူပေါင်းပြီးကဘာဖြတ်အခင်းချင်းကိုစတင်လိုက်မယ်အဲ့ဒါကမင်းနဲ့ဒီနက်ဖျားဘုံတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်မယ်အားပြေးကြလားထွက်သွားမဟုတ်ဘူးဒါမဖြစ်နိုင်ဘူးဆရာကျုပ်ကိုပိုင်တာဦးတရားရှာဖို့ပြောခဲ့တယ်နော်ကျုပ်ရဲ့တာဦးတရားကဆရာကာကွယ်ခြင်းရဲ့တာဦးတရားကဘလောက်တောင်တမန်နိုင်လဲဆိုတာကျုပ်ပြပြရစီခိုင်ရက်လိုက်မင်းတာကိုလုပ်ရင်မင်းငါခိုင်အရှဝကာကွယ်ခြင်းရဲ့တာဦးတရားကိုတောင်းခံပြီးကောင်းကင်ကိုလျှောက်ထားပါတယ်ကောင်းကင်ဟာတာဘာဝနန်းတော်ရဲ့အဲ့ဒါ boss ကကဘာမြောက်များစွာကဝိညာဉ်တွေကိုခိုးယူခဲ့တဲ့တားမြစ်ထားတဲ့ဆေးပြားတွေကိုတန့်စင်ခဲ့တဲ့တရဝါတွေကိုပျက်စီးစေခဲ့တဲ့သူ့ပြစ်မှုတွေကအကျဉ်းတစ်ဆက်တူညတေးတဲ့နေဟင်းဟာမပျက်စီးသေးတဲ့ခန္ဓာကိုယ်နဲ့အောက်ပုံကျင့်ကြံသူလေးကအဲ့ဒီလိုပောက်ကြရတွေပြောရဲတယ်ပေါ့ကြည့်ကြတာပေါ့မတ်တောင်မရက်နိုင်တဲ့ကောင်ကမင်းရဲ့မျက်နှာလာစွာတော့ဆရာအတွက်ဘလို့များဒီရေကိုပြောင်းပြန်လာမလဲဟာမဟုတ်ဘူးဒါမဖြစ်နိုင်ဘူးဒါဘလို့လုပ်ဖြစ်နိုင်မှာလဲအဲ့ဒါ boss မင်းရဲ့ကပေးအနေရရောက်လာပြီအားမဟုတ်ဘူးအားခိုင်းဆရာအဲ့ဒီကွက်ကမိုင်လာဆရာမင်းတုံးအတဲ့ကောင်နောက်တစ်ခါအဲ့လိုမလုပ်ပါနဲ့တော့ကဘာဖြတ်အခင်းချင်းလုံးဝစတင်သွားရင်မိုင်မောင်းတတန်အတွင်းမှာရှိသမျှအရာအလုံးပျောက်ကွယ်သွားလိမ့်မယ်ငါတို့အခင်းချင်းရဲ့အဓိကဗဟုကိုဖျက်ဆီးရမယ်ဒါပေမဲ့အဓိကဗဟုကကျင်းမြစ်ထဲမှာရှိတာအဲ့ဒီမှာအဲ့ဒါဆက်တယောက်ကသူတို့ရဲ့နတ်ဖျားဝိညာဉ်တွေကိုအတူတကွပေါင်းစည်းထားကြတာဆက်တယောက်စလုံးကိုတပြိုင်နက်တည်းမဖြိုခွဲနိုင်ရင်အခင်းချင်းကရက်မှာမဟုတ်ဘူးစီလင်းမင်းအဲ့ဒါ boss ကိုတတ်ခဲ့တယ်မင်းရဲ့ပြစ်မှုကခွင့်မလွတ်နိုင်ဘူးမင်းမှာနတ်ဖျားအဆင့်ရှိနေရင်တော့ဒီနေ့ကောင်းကင်ဟာတဘာဝနန်းတော်နဲ့အတူမင်းတကြိုခံရလိမ့်မယ်
တကြိုခံရမယ်ဟုတ်လားမင်းတို့အိုကြီးအိုမာတွေက boss နဲ့အတူကဘာမြောက်များစွာကိုနှစ်သုံးတူညလုံးဖြည့်ဆည်းခဲ့ပြီးအခုမှတခြားသူကိုတကြိုဖို့စကားပြောရသေးတယ်ပေါ့တိတ်ဆန်းဆရာအပေါ်မှာပဲမူတည်တော့တယ်မင်းရဲ့နက်ဖျားအဆင့်ကငါ့ကိုတွန့်ဆုတ်စေပေမဲ့မင်းရဲ့အခုအခြေအနေနဲ့ငါရဲ့တိုက်ခိုက်မှုတွေကိုမင်းဘယ်နှကြိမ်ထက်ခံနိုင်မှာလဲဒါဆိုရင်စမ်းကြည့်လိုက်လေကောင်းကင်အမှန်တရားမှန်ကင်းမင်းစီမှာကောင်းကင်ဟာတာဘာဝနန်းတော်ရဲ့တမိုးကြီးယတနာဘယ်လိုလုပ်ရှိနေတာလဲငါဆရာကသူမသေးမီမှာငါ့ကိုပေးခဲ့တာပါသူငါ့ကိုပြောခဲ့တယ်တနေ့နေ့မှာကောင်းကင်ဟာတာဘာဝနန်းတော်ကမကောင်းတဲ့လမ်းစဉ်ကိုရောက်သွားရင်အမှန်တရားကိုဖော်ထုတ်ဖို့ဒီမှန်ကိုသုံးပတ်နဲ့မဟုတ်ဘူးဒါမဖြစ်နိုင်ဘူးငါအဲ့ဒီမတန်ရှင်းတာတွေကိုနက်ဖျားမိတောင်းနဲ့လောင်ကျွမ်းခဲ့ပြီးလောင်ကျွမ်းခဲ့တယ်ဟုတ်လားအဲ့ဒါတွေကမင်းတို့ယူခဲ့တဲ့ဝိညာဉ်တွေရဲ့နောက်ဆုံးကြံရစ်ခဲ့တဲ့ဆူတောင်းချက်တွေပဲမင်းတို့သူတို့ရဲ့နက်ဖျားဝိညာဉ်တွေကိုလောင်ကျွမ်းနိုင်ပေမဲ့သူတို့ရဲ့မုန်းတီးမှုကိုတော့ဘယ်တော့မှမလောင်ကျွမ်းနိုင်ပါဘူးကောင်းကင်အမှန်တရားမှန်ကင်းကကြင်ကြံမှုကိုထောင်ပြတာမဟုတ်ဘူးအကြောင်းနဲ့အကျိုးကိုပဲထောင်ပြတာမင်းတို့အားလုံးအပြစ်တွေနဲ့စီးနှိမ့်နေတယ်အပြစ်တွေနဲ့ပြည့်နေတယ်အခုထိကဘာဖြတ်အခင်းချင်းကိုစတင်ရသေးတယ်တပြင်းချတန်အကိုစီလင်းမင်းအကိုမင်းကိုဂုံယူအောင်လုပ်နိုင်ခဲ့ရဲ့လားဂုံယူုံတင်မကပါဘူးအကိုကအတော်ဆုံးပါပဲကောင်းတယ်ငါဆရာမသေးမီကပြောခဲ့တယ်ကောင်းကင်ဟာတာဘာဝတိုင်းပညာကဒီလိုမျိုးမဖြစ်သင့်ဘူးတဲ့ဒီနေ့ငါနောက်ဆုံးတော့သူ့ကိုတက်တည်ပြနိုင်ခဲ့ပြီးအဲ့ဒါဝါအေးချင်းချင်းနားလိုက်ပါတော့ငါတို့ကောင်းကင်ဟာတာဘာဝနန်းတော်ကိုစောက်ရှောက်ပေးပါမယ်အရင်လိုမျိုးဘယ်တော့မှပြန်မဖြစ်စေရပါဘူးငါစီလင်းကောင်းကင်ဟာတာဘာဝနန်းတော်ရဲ့တရားဝင်ဆက်ခံသူအဖြစ်ငါတို့ဘိုးဘေးတွေကိုတက်တည်အဖြစ်တောင်းဆိုပါတယ်ဒီနေ့ကစပြီးနန်းတော်ကတားမြစ်ထားတဲ့ဆေးပြားတိုင်းပညာကိုဖျက်သိမ်းတဲ့ခိုးယူထားတဲ့ဝိညာဉ်တွေကိုကဘာတိုင်းစီပြန်ပေးတဲ့စစ်မှန်တဲ့တလန့်ချင်းဥပဒေတွေကိုပြန်လည်တိစောက်တဲ့ဒီသစ္စာဆိုချက်ပျက်စီးခဲ့ရင်ငါရဲ့နက်ဖျားအဆင့်ပျက်စီးပါစေငါကိုလည်းထာဝရပြောက်ကွယ်သွားပါစေမင်းအခုဒုတိယမင်းသမီးဖြစ်ပြီးမင်းစီမံလိုက်တော့ငါအဲ့ဒါဝက်ကိုကူညီမယ်လို့ပြောခဲ့တာမင်းအချိန်မဖြုံးဘူးနော်ငါဂယုမဆိုင်ဘူးငါအနားယူတော့မယ်ဟင်းမင်းသမီးဖြစ်တာမကြသေးဘူးအခုမှအနားယူတော့မလို့လားတခုခုဖြစ်နေပြီဟင်းငါနားလေပြီစီလင်းဟန်နီမွန်းသွားမလို့လားကော်ပင်နောက်တစ်ခွန်းထပ်ပြောရင်မင်းကိုကျဲမြစ်ကိုစောင့်ဖို့နှင်ထုတ်မယ်အေးပါနောက်တစ်ခွန်းမှမပြောတော့ဘူးဒုတိယမင်းသမီးကမင်းသမီးကိုမဆက်ရဘူးလေသွားပါငါဒီမှာအကုန်ထိန်းထားပေးပါမယ်မင်းပြောပြီးရင်ပြန်လာခဲ့ကောင်းကင်ဟာတာဘာဝနန်းတော်ကမင်းရဲ့အိမ်မှာပဲအော်စမန်တက်စ်မို့ကောင်းပါပြီဆရာကျုပ်အကြာကြီးထိန်းထားခဲ့တဲ့ကိစ္စတစ်ခုရှိတယ်ပြောပါကျုပ်ဆရာကိုချစ်တယ်မင်းဘလို့လို့ပြောရတာလဲကျုပ်ပြောရတာပေါ့ကျုပ်ဘာမဆိုပြောရတဲ့ကျုပ်ရဲ့တွေးကြောတွေထဲမှာနက်ဖျားချုံလောင်တော့တွေးကိုတဲဆောင်ဝင်ခဲ့တယ်တာမန်ခန္ဓာကိုယ်နဲ့ကောင်းကင်ကိုစန့်ကျင်ဝင်ခဲ့တယ်ကျုပ်မလုံးဝင်ခဲ့တဲ့တခုတည်းသောကိစ္စကတော့ဒါကိုဆက်ထိန်းထားပြီးဆရာကိုပြောပြဖို့အခွင့်အရေးဆုံးရှုံးသွားမှာကိုပဲမင်းတုံးတဲ့ကောင်အဟမ်းချောင်းဟန်တန်အခုကစပြီးငါတို့အတူတူရှိကြမယ်အမြဲတမ်းခွဲခွာခြင်းမရှိတော့ဘူးလက်တန်းကတိငါတို့ဘယ်တော့မှခွဲမှာမဟုတ်တော့ဘူးခိုင်ဝင်လာပြီးအစားအသောက်တွေယူခဲ့လာပြီးမင်းဟင်းချက်နေရင်အကြည့်ကောင်းဆုံးပဲပါဇက်ကချိုလိုက်တာတော့အစားအသောက်တွေယူပြီးဝိုင်းကိုနွေးလိုက်မင်းဆန္ဒအတိုင်းပါပဲငါအချစ်ခွင့်ကြဝေချင်တာလားရပါတယ်ရော့မင်းသူ့ကိုအလိုလိုက်လွန်းနေငါနည်းနည်းမှမငင်းပါဘူးစီလင်းတောင်တက်ရတာရှိလားကောင်းကင်ဟာတာဘာဝနန်းတော်ရဲ့မင်းသမီးယာတူကိုဆွတ်လွတ်ခဲ့ရတာနက်ဖျားပုံရဲ့အမြင့်မားဆုံးစွမ်းအားကိုဆွတ်လွတ်ခဲ့ရတာဒီလိုနေရာလေးမှာငါနဲ့အတူအခြေချပြီးထမင်းဟင်းချက်ကလေးမွေးပြီးနေတိုင်းနေထိုင်ရတာကိုငါနှလုံးသားမဲ့ခြင်းလမ်းစဉ်ကိုကြင်ကြံတော့ငါဘဝရဲ့အကြီးမားဆုံးပျော်ရွှင်မှုဟာအမြင့်ဆုံးမှာယက်တည်ပြီးတရဝအားလုံးကိုငုံကြည့်ရတာလို့ယုံကြည်ခဲ့ဘူးတယ်အခုတော့ငါပိုသိသွားပြီးဘဝရဲ့အကြီးမားဆုံးပျော်ရွှင်မှုဟာစပစ်စင်အောက်မှာဘေးနားကလူနဲ့အတူအစားအစာမျှဝေစားတော့ရတာအပျော်စရာအတွက်ကိုနောက်ကိုလိုက်ဖမ်းပေးမဲ့သူရှိနေတာပြီးတော့ကိုနဲ့မခွဲနိုင်ပဲအင်ဂျီလက်အိတ်ထဲမှာကွေးလေးအိပ်ပျော်နေတဲ့တေးသေးလေးရှိနေတာပဲဘယ်စွမ်းအားထက်မဆိုပိုတန်ဖို့ရှိပါတယ်ဇီးယိုချိုပြောင်းဇီးယိုစားခြင်းသွားဝယ်လိုက်သွားရအောင်မျိုးလဲလမ်းလျှောက်ရင်းဝယ်ကြတာပေါ့ဒီနေ့နေဝင်ချိန်ကလှမှာပါသွားကြရအောင်ဘာလို့ဒီလေးကထိန်းချုပ်ရတာဒီလောက်ခက်ရတာလဲဒီလိုဖိအားမျိုးကဆရာရဲ့ကောင်းကင်စူးစီးသူနက်ဖျားအဆင့်ထက်တောင်ကြော်လွန်နေတယ်ဒါကဒီပုံထက်လုံးဝကြော်လွန်တဲ့ဆွမ်းအားပဲမေးပါရစေစီနီယာနှစ်ယောက်ဒီကိုဘာကိစ္စနဲ့ကြွရောက်လာတာလဲဒီကဘာလေးကတကယ်တော့စိတ်ဝင်စားစရာကောင်းတယ်မင်းရဲ့ဇနီးကဒီကဘာမှာရှိနေတာလားညီနောင်လင်းဒီဘဝမှာသူ့ကိုစီလင်းလို့ခေါ်တာလားဒီပုံမှာလဲနက်ဖျားအဆင့်ကိုရောက်ခဲ့တာကိုစဉ်းစားမိတယ်ငါမင်းကိုအရင်ကပြောခဲ့တယ်မဟုတ်လားမင်းရဲ့နေမြေပြောင်းလဲဆက်ကတဘာဝအဆင့်လာကိုစန့်ကျင်နေတာအဆင့်လာကိုပြောင်းလဲလိုက်တာနဲ့အရာအလုံးကနောက်ပြန်စီးဆင်းသွားတယ်ဒီလိုမျိုးပေါ့ဒီကဘာလေးမှာမင်းရဲ့ဇနီးတင်မဟုတ်ဘူးမင်းရဲ့ကွဲထွက်သွားတဲ့ဝိညာဉ်ကပင်ကိုယ်ပိုင်စိတ်ဝိညာဉ်နိုးထလာခဲ့တာညီနောင်လင်းငါကဘာမြောက်များစွာကိုခီးသွားခဲ့ပြီးဒီကွဲထွက်သွားတဲ့ဝိညာဉ်ရဲ့တက်တန်းကကုန်ခါနီးနေပြီးအချိန်တန်ရင်ငါကိုယ်တိုင်လာယူပါမယ်ငါစိတ်ဝင်စားနေတော့မဲချင်းပြောခဲ့တဲ့အဲ့ဒီရှေးဟောင်းလူသားယတနာအကြောင်းအဲ့ဒါဘယ်ပုံမှရှိတာလဲဒီပုံကိုတော့ငါလာမှာမဟုတ်ဘူးမင်းရှာခြင်းနဲ့ဆိုရင်တော့ညီနောင်လင်းငါလက်လျှော့ရလိမ့်မယ်ရစ်ဝဲနေတာတော့ပါတော့အဲ့ဒီလူရဲ့နာမည်ကိုမင်းသိလားအဲ့ဒါအရှိကြီးပါငါသူ့နဲ့တခါစုံဘူးတယ်ခဏလေးပါပဲသူ့နာမည်ကရိုဝင်ဘေးတဲ့ငါအော်ဟစ်ခဲ့ဘူးတယ်ဖြည်းဖြည်းချင်းငါတိတ်ဆိတ်သွားခဲ့တယ်ငါငိုကြွေးခဲ့ဖူးတယ်ဖြည်းဖြည်းချင်းငါမျက်ရည်တွေခြောက်သွေ့သွားခဲ့တယ်ငါဝမ်းနည်းခဲ့ဘူးတယ်ဖြည်းဖြည်းချင်းအရာအလုံးကိုတည်ဆောင်ဖို့ငါတင်ယူခဲ့တယ်ငါပျော်ရွှင်ခဲ့ဘူးတယ်ဖြည်းဖြည်းချင်းငါကဘာကြီးကိုလွှတ်ချခဲ့တယ်အခုတော့ခံစားချက်မရှိတဲ့မျက်နှာတစ်ခုပဲကြံရစ်ခဲ့တယ်ငါအကြည့်တွေကကြောက်တုံးလိုမာကြောလာခဲ့ပြီးငါနှလုံးသားထဲမှာခံနိုင်ရည်ပဲကြံရစ်တော့တယ်ဒါငါပါပဲတာမန်လူငယ်လေးတစ်ယောက်ရိုဝင်ဘေးရဲ့ခံနိုင်ရည်